အားလုံးပဲမင်္ဂလာပါ Chemistry Paper Practice Channel ကနေကြိုဆိုပါရစေဒီဗီဒီယိုလေးမှာတော့ Excel IGCSE Chemistry May June 2022 series ရဲ့ 4CH1 1C Paper 1လေးကိုဘယ်လိုဖြေဆိုရမလဲဆိုတာကိုရှင်းပြထားပါတယ် Number 1 The diagram shows the electronic configuration of an atom of elements atom တစ်ခုရဲ့ electronic configuration ကိုပုံမှာပြထားတယ်။ နံပါတ် A က name the part of an atoms that contain the proton and neutron. proton နဲ့ neutron ပါတဲ့ atom ရဲ့ parts ကိုမေးတယ်။အဲ့တော့အဲ့ဒါဘာလဲဆိုရင် nucleus. B. Give the number of proton in this atom. ဒီ atom ထဲမှာရှိတဲ့ proton number ကိုမေးထားတယ်။ဆိုတော့ပုံမှာကြည့်မယ်ဆိုလို့ရှိရင် atom လို့ပြောရင် proton ရေအတွက်ဒီ electron ရေအတွက်နဲ့အတူတူပဲ။ဒါကြောင့်ဒီမှာက electron share တွေထဲမှာရှိတဲ့ electron ကိုယူလိုက်မယ်ဆိုရင် proton number ကိုရနိုင်တယ်။ဒါကြောင့်ဒီမှာကြည့်မယ်ဆိုရင် first share မှာ2လုံး second share 8လုံး third share မှာ1လုံးဆိုတော့ပေါင်းလိုက်လို့ရှိရင်11ရှိရဲဒါဆိုရင် proton က11ဖြစ်တယ်။ Let's see. Give the number of the group that contain these elements. ဒီ element ကဘယ် group ထဲမှာရှိရလဲဆိုရင် group number ကိုမေးတယ်။အဲ့တော့ group number ဆိုတာက outer shell မှာရှိတဲ့ electron ကိုပြောတယ်။ဒါတော့ outer shell မှာ electron တစ်လုံးပဲရှိတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ group number ဒီ1ဖြစ်မယ်။ နံပါတ် D. Give the number of the period that contain these elements. ဒီ element ကဘယ် period မှာရှိရလဲ period number ဘယ်လောက်လဲလို့မေးတယ်။အဲ့တော့ period number ကကြတော့ number of electron share နဲ့တူတယ်။ဒီမှာ share က3ခုရှိတဲ့အတွက်ကြောင့်မလို့ဒီ atoms ကဒီ elements က period 3မှာရှိမယ်။နံပါတ် E. Give the chart on the ion formed from this atom. ဒီ atom ကနေပြီးတော့မှဖြစ်လာနိုင်တဲ့ ion ကိုမေးထားတယ်။အဲ့ဒီ ion ရဲ့အပေါ်မှာ charge ဘယ်လောက်ရှိမလဲလို့မေးတယ်။အဲ့တော့ဒီ atom ဒီ group 1မှာရှိတဲ့ outer shell မှာလည်း1 electron ဖြစ်တဲ့အတွက်ကြောင့်မလို့ metal atoms ဖြစ်တယ်။ metal atoms တွေက electron loose လုပ်လိုက်တဲ့အခါမှာဒီ outer shell electron loose လုပ်လိုက်မယ်ဆိုလို့ရှိရင် positive ion တွေဖြစ်လာမယ်။ဒါကြောင့်မလို့တစ်လုံးပဲရှိတယ်ဆိုလို့ရှိရင်တော့ positive 1ပဲရှိမယ်။ဒါဆိုရင် give the charge on the ion from this atom ဆိုလို့ရှိရင်တော့ +1 ဆိုပြီးတော့မှဖြေရပါမယ်။ Number 2. A. The box shows some changes of state. box ထဲမှာ changes of state တွေကိုပေးထားတယ်။ The table lists some physical change. အောက်က table မှာတော့ physical change တချို့ကိုပေးထားတယ်။ Complete the table using word from the box to show the change of state for each physical change. table ထဲမှာရှိတဲ့ physical change table ထဲမှာရှိတဲ့ physical change တခုချင်းစီကိုသူနဲ့သက်ဆိုင်ရာ chain of state တွေကိုဖြည့်ပေးရမယ်အပေါ်မှာပေးထားတဲ့ chain of state တွေကိုသုံးပြီးတော့ဖြည့်ပေးရမယ်။ပထမတစ်ခုက water to ice ဖြစ်တဲ့အတွက်ကြောင့်မလို့ liquid to solid ဆိုလို့ရှိရင်တော့ freezing steam to water ဆိုတော့ steam က gas water က liquid ဆိုတော့ gas to liquid ဆိုလို့ရှိရင်တော့ condensation အပေါ်မှာလည်း condensation လို့ပြောထားတယ်။နောက်တစ်ခုက solid waste to liquid waste solid ကနေ liquid ဖြစ်တဲ့အတွက်ကြောင့်မလို့ melting နောက်တစ်ခုက iodine crystal to iodine vapor iodine crystal လို့ပြောတဲ့ကြောင့် crystal ဒီ solid state မှာရှိမယ် vapor ဒီ gas state မှာရှိမယ်ဒါဆိုရင် solid to gas ကိုဓာတ်ရိုက်ချိန်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ sublimation ဖြစ်ရမယ်နောက်နံပါတ် B မှာ a student plan to obtain salt crystal from a mixture of salt and sand salt နဲ့ sand အရောတွေက salt crystal ကိုကျောင်းသားကပြန်ပြီးတော့မှရအောင်ယူချင်တယ် The student adds pure water to the mixture to dissolve the salt အဲ့ဒီ sand နဲ့ salt အရောတွေကိုကျောင်းသားကရေတွေထပ်ပြီးတော့မှရောလိုက်တယ်ဘာလို့ပြောလဲဆိုတော့ salt တွေပြုံးဝင်သွားအောင်เนาะအဲ့တော့ salt နဲ့ sand မှာဆိုရင် salt ကရေမှာပြုံးဝင်နိုင်တယ် Number B1 State two things the student could do to make the salt dissolve quickly
ဒါဆိုရင်ကျောင်းသားက salt ကိုမြန်မြန်ပျော်အောင်လို့ဆိုရင်မြန်မြန် dissolve ဖြစ်ဖို့ဆိုရင်လောက်ရမယ့်အချက်နှစ်ချက်ကိုမေးထားတယ်အဲ့တော့ salt ဒီ solid ကမြန်မြန် dissolve ဖြစ်ဖို့ဆိုလို့ရှိရင်တော့ဘာလုပ်ရမှာလဲဆိုရင်အဲ့ဒီ solution ကိုတနည်းအားဖြင့် meters ကို heat ပေးဖို့လိုတယ်နောက်တစ်ချက်ကတော့ dissolving rate ကိုမြန်ချင်တယ်ဆိုရင် still လုပ်ပေးရမယ်အဲ့တော့ရေးပေးရမယ့်နှစ်ချက်ဒီ heat or still now number 2 state what the student should do next to separate the sand from the salt solution salt solution နဲ့ကနေပြီးတော့မှ sand ကိုပြန်ပြီးတော့ separate လုပ်ချင်တယ်နောက်တစ်ဆင့်အဲ့တော့ sand ဒီ insoluble solid ဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားကဘာလို့ပို့လို့လဲဆိုရင်တော့ filter the mixture ကိုဘာလုပ်ရမလဲဆိုတော့ filter လုပ်ရမယ်Number 3 Describe how the student can obtain pure dry crystal of salt from salt solution. Salt solution နဲ့က pure dry crystal of salt ကိုထိုးရမယ်နည်းလမ်းတွေကိုဖော်ပြရမယ်။ဒါဆိုရင်အရင်ဆုံးသိရမှာက salt solution ဆိုတာဒီ salt နဲ့ water နဲ့ရောထားတဲ့အရောဆိုတာသိရမယ်။ဒါဆိုဒီအရောတွေကရေကိုဖယ်ဖို့အတွက်ဆိုလို့ရှိရင် solution တွေကိုမလုပ်ရမလဲဆိုတော့အပူပေးရမယ်။အပူပေးလိုက်တဲ့အခါမှာ solution က saturated ဖြစ်ပြီး crystal တွေပေါ်လာတော့မယ်ဆိုရင်တော့ crystallization method ကိုဆက်ပြီးတော့မှဖော်ပြဖို့လိုတယ် crystal တွေရလာပြီဆိုရင်နောက်ထပ် dry လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူက drying method တစ်ခုကိုဘာလုပ်ရမလဲဆိုတော့ထည့်ပြီးတော့မှဖြည့်ပေးဖို့လိုတယ်အဲ့တော့ကျောင်းသားဖြည့်ရမယ့် step လေးတွေကိုဒီလိုလေးတွေဖြည့်ရပါမယ် Number 3 crude oil is an important source of organic compound A. The diagram show how crude oil can be separated into fraction by fractional distillation. Number 1. State what happened to crude oil when it is in X. X ဆိုတဲ့နေရာမှာ crude oil က what happened ဘာဖြစ်သွားမလဲဆိုတော့ဖော်ပြရမယ်။အဲ့တော့အပေါ်မှာလည်းသူကပေးထားတယ် crude oil တွေကို fractional distillation method သုံးပြီးတော့မှ separate လုပ်မှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ fractional distillation မှာ mixture အရောတွေကိုမလုပ်ရမလဲဆိုရင်အပူပေးရမယ်။ဒါကြောင့်မလို့ number 1ကဘာလုပ်ရမလဲဆိုတော့ heat ပေးရမယ် Number 2က give the name of fraction E fraction E ရဲ့နာမည်ကိုမေးထားတယ်ဒါဆိုရင် fraction E ကထိပ်ဆုံးဟာဒီ refinery gas ပြီးသွားရင် gasoline လာတယ်ဒါကြောင့် fraction E ရဲ့ name ဒီ gasoline Now number 3 give a use for fraction E fraction A ဆိုတာကအောက်ဆုံး fraction ဖြစ်တဲ့အတွက်ကြောင့်ဒါက bitumen ကိုပြရတယ်ပေါ့နော်ဒါဆို bitumen ရဲ့ uses ကဘယ်မှာသုံးမလဲဆိုတော့ road surfacing တွေမှာသုံးမယ်ဒါဆို road surfacing ကိုဖြည့်လို့ရ Now number 3B one of the compound in fraction D is tridecane C13H28 C13H28 which can be cracked to form shorter chain hydrocarbon. Fraction D မှာရှိတဲ့ compound တစ်ခုက tridecane ဖြစ်တယ်တဲ့။အဲ့သူ့ကို crack လုပ်လိုက်တဲ့အခါမှာ short chain hydrocarbon တွေကိုရမယ်။ So number 1က state the catalyst and state the temperature used in this cracking reaction. ဒီ cracking reaction မှာအသုံးပြုမဲ့ catalyst နဲ့ temperature ကိုမေးထားတယ်။အဲ့တော့အသုံးပြုမဲ့ catalyst ကဘာလဲဆိုရင်တော့ aluminum oxide တွေသုံးလို့ရတယ်။ဒါကြောင့် aluminum oxide temperature ကတော့ဘယ်လောက်ထိပေးရမလဲဆိုတော့600 to 700 degree Celsius ပေးဖို့လိုတယ်ဒါကြောင့်ဒီနှစ်ချက်ဖြစ်Number 2က the equation show an example of catalytic cracking reaction cracking reaction ကို example ပေးထားတယ်အပေါ်က C30H28 ကို cracking လုပ်တဲ့အခါမှာ product 3မျိုးထွက်တယ် Give 2 reasons why this reaction is important ဒီ cracking reaction ကဘာကြောင့်အရေးကြီးတာလဲဆိုတော့ reason တစ်ခုကိုဖြေပေးရမယ်ဒီ reaction မှာဆိုရင်တော့ product 3ခုထွက်တယ်တစ်ခုက C8818 ဆိုတော့ alkane C284 က alkane တစ်မျိုး C386 ကလည်း alkane တစ်မျိုးအဲ့တော့ cracking လုပ်တဲ့အခါမှာ shorter chain alkane တွေကိုသူကထုတ်ပေးတယ်အဲ့တော့ shorter chain alkane တွေကပို့ပြီးတော့မှ useful ဖြစ်တာရဲ့နောက်ချက်က alkane တွေလည်းထွက်လာတယ်အဲ့တော့ alkane တွေဒီဘာလို့ပို့လဲဆိုတော့ polymer တွေလုပ်တဲ့အခါမှာသူက
static material အနေနဲ့သုံးဖို့လိုတယ်ဒါကြောင့်ဒီနှစ်ခုထွက်လာတဲ့အတွက်ကြောင့်ဒီကောင်လေးအရေးကြီးတယ်အရေးပါတယ်လို့ပြောလို့ရတယ်ဒါဆိုရင်ပထမ number 1 reason က shorter chain again are more useful ပို့ပြီးတော့မှအသုံးဝင်လို့ဆိုတာပြောလို့ရမယ်နောက်တစ်ခုကတော့ against တွေထွက်တဲ့အတွက်ကြောင့်မလို့ against တွေကို are used to make polymer ဒီနှစ်ချက်လေးဖြေရမယ်Number C. Sulfur is an impurity in crude oil. Explain why this is a problem for the environment. Sulfur က crude oil ထဲမှာ impurity အနေနဲ့ပါတယ်။ဒါဆို sulfur က environment အတွက်ဘယ်လိုမျိုးပြဿနာတွေဖြစ်စေတာလဲ။ဘာကြောင့်ဖြစ်တာလဲဆိုတာကို explain ရှင်းပြရမယ်။အဲ့တော့ crude oil တွေက burning ဖြစ်တဲ့အခါမှာ sulfur တွေကလည်း burning ဖြစ်ပြီးတော့ oxygen နဲ့ပေါင်းပြီးတဲ့အခါမှာ sulfur dioxide တွေထွက်လာမယ်။ဒီ sulfur dioxide ဒီ water တို့water vapor တွေနောက် rain water တွေနဲ့ဓာတ်ပြုတဲ့အခါမှာ acid rain တွေကိုထွက်လာစေတယ်။ဒါကြောင့်မလို့အဲ့ဒီ acid rain တွေ environment အတွက် problem ဖြစ်တယ်ဆိုတာလေးကိုဖော်ပြဖို့လိုတယ်။ဒါဆိုအဖြေလေးတွေကိုတော့ဒီလိုလေးဖြေပေးဖို့လိုပါတယ်။ sulfur dioxide က fuel တွေ burning ဖြစ်တဲ့အခါမှာထွက်လာမယ်။အဲ့ sulfur dioxide တွေကရေမှာပြောရင် rain water ဒါမှမဟုတ်ရင် water vapor တွေမှာပြောတဲ့အခါမှာ acid rain ကိုဖြစ်စေရဆိုတဲ့နှစ်ချက်ကိုဖော်ပြပေးဖို့လိုပါတယ်။ Now, number 4, the reaction between ion and oxygen to find the percentage of oxygen in air. လေထဲမှာရှိ oxygen ရဲ့ percentage ကိုရှာဖို့အတွက်ကျောင်းသားက ion နဲ့ oxygen ကိုသုံးပြီးတော့မှ reaction တစ်ခုလုပ်တယ်။ The diagram show the apparatus the student use. ပုံထဲမှာတော့ကျောင်းသားသုံးထားတဲ့ diagram တွေပေးထားတယ်။ဒီပုံမှာကြည့်မယ်ဆိုရင် conical flask ထဲမှာ ion powder ထည့်ထားတယ်။အဲ့တော့ powder ဒီ wet ဖြစ်နေတယ်ပြီးတော့ air ရှိမယ်။နောက်ဒီမှာ gas syringe နဲ့ချိန်ထားတယ် gas syringe ကgas ရဲ့ volume ကိုတိုင်းလို့ရမယ်ပေါ့နော်အဲ့တော့ဒီမှာလဲ volume တွေ gas volume တွေကိုပြထားတယ်နောက် number A1 state why the ion powder need to be wet ion powder ကဘာကြောင့် wet ဖြစ်ဖို့လိုတာလဲအဲ့တော့ ion နဲ့ oxygen ဓာတ်ပြုတဲ့အခါမှာ wet ဖြစ်နေရဆိုတော့ဆိုဖို့လိုတယ်ပေါ့နော်ရေနဲ့လဲသူကဓာတ်ပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့ wet ဖြစ်ဖို့လိုတယ်ဒါဆိုရင် resting အတွက်ဘာလို့လဲဆိုရင်တော့ water လိုတယ်ဒါကြောင့်ဒီလိုလေးရေးပါမယ် water is needed for ion to rest. Number 2, state the color of the compound formed in the reaction between ion and oxygen. Ion နဲ့ oxygen ပေါင်းလို့ထွက်လာတဲ့ compound ရဲ့ color ကိုမေးတယ်။အဲ့တော့ဘာထွက်လာလဲဆိုလို့ရှိရင်တော့ rest ဖြစ်တာဖြစ်တဲ့ကြောင့်တန်ကြေးရောင်ဒီဘာရောင်လဲဆိုရင်တော့ brown ဒါမှမဟုတ် red brown ဆိုပြီးဖြေလို့ရတယ်။ Number 3, give the formula of the compound form. RAS ရဲ့ formula ကိုမေးထားတယ်အဲ့တော့ ion နဲ့ oxygen ပေါင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ RAS ရဲ့ formula ဒီ ion oxide ဆိုတော့ Fe2O3 ဆိုပြီးဖြစ်တယ် Number 4 explain the advantage of using ion powder rather than piece of ion piece of ion ထက် ion powder ကိုသုံးမယ်ဆိုရင်အကျိုးကျေးဇူးတွေရှိတယ်ဒါဆိုဘာတွေလဲဆိုတော့ရှင်းခိုင်းတာတယ်အဲ့တော့ဘာတွေလဲဆိုတော့ rate of reaction မှာတော့သင်ရတယ် powder တွေပြီး powder site ရှိတဲ့ဟာတွေ pieces of substance တွေထက်ပိုပြီးတော့မှ surface area ပိုများတယ် surface area များ reaction ပိုမြန်နေဆိုတာကိုသိရမယ်ဒါဆိုရင်အဲ့ဒါလေးကိုဖြေဖို့လိုတယ်အဲ့တော့ဒီလိုလေးဖြေပါမယ် ion powder has a larger surface area so ion powder will rest quickly လိုလေးဖြေမယ်ဆိုရင်ရပါပြီ Now number B the syringe in the diagram show the reading at the end of the experiment အဆုံးမှာရလာတဲ့ gas volume ကိုပြထားတယ် reading ကိုလည်းပြထားတယ်အဲ့တော့ complete table 1 to show the reading on the syringe gas syringe မှာပြနေတဲ့
volume amount တွေကိုဖြည့်ပေးဖို့လိုတယ် give both value to nearest 1 cm3 အဲ့တော့ဖြည့်ရမယ့်နှစ်ကွက်မှာ1 cm3 ထိနီးစပ်ဆုံး1 cm3 ထိ value တွေကိုထည့်ဖြည့်ဖို့လိုတယ်လို့ပြောထားတယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင် change in volume in cm3 အဲ့တော့ changes reaction step နဲ့ reaction end မှာ changes ဖြစ်သွားတဲ့ volume က65ဆိုပြီးပေးထားတယ်အဲ့တော့ပုံမှာပြန်ကြည့်မယ်ဆိုရင်ဒီလိုလေးတွေ့ရမယ်ပုံမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ reaction at the end ကိုပြထားတယ်သူ့ရဲ့ volume ကဘယ်လောက်ရှိလဲဆိုရင်16အဲ့တော့ changes လို့ပြောတဲ့ကြောင့်မို့ at the end ကနေပြီးတော့သူက step နဲ့ပြန်ပြီးတော့မှတွက်လို့ရတယ်ဒါဆိုရင်ဒီ changes နဲ့အဆုံးမှာရှိတဲ့ volume ကိုပြန်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့အစမှာရှိတော့ reaction step မှာရှိတဲ့serine နဲ့က gas volume ကိုသိနိုင်တယ်အဲ့တော့ဒါဘယ်လောက်ရမလဲဆိုရင်တော့81ဆိုပြီးတော့ရတယ်အဲ့တရားလေးဖြည့်ရမယ် Now number C the student repeat the experiment and obtain a different set of results ကျောင်းသားက experiment ကိုထပ်လုပ်တဲ့အခါမှာအဲ့တော့မတူတဲ့ result တွေထပ်ရလာတယ် table 2 show these results table 2မှာဆိုရင်ဒီ result တွေကိုပြထားတယ် volume of air in conical flat and glass tube in cm3 အဲ့တော့ conical flat နဲ့ glass tube ထဲမှာရှိတဲ့ air ရဲ့ volume ကဘယ်လောက်လဲဆို260 cm3 ရှိမယ် serine reading at stat reaction အစမှာရှိတဲ့ gas serine နဲ့ကair ရဲ့ volume က90 cm3 ရှိမယ် serine reading at end reaction အဆုံးမှာတော့ serine နဲ့က reading ဒီဘယ်လောက်ရှိလဲဆိုရင်22 cm3 ရှိအဲ့တော့မေခွန်းက use the result from table 2 to calculate the percentage by volume of oxygen in air လေထဲမှာရှိတဲ့ oxygen ရဲ့ volume ကို percentage အဖြစ်သူကတွက်ပြခိုင်းတာအဲ့တော့ပေးထားတဲ့ table က result ကိုကြည့်မယ်ဆိုရင် reaction အစကနေပြီးတော့မှ reaction အဆုံးမှာရှိတဲ့ volume ကိုနှုတ်လိုက်မယ်ဆိုရင် oxygen ရဲ့ volume ကိုရနိုင်တယ်ပြီးတော့ percentage လိုချင်တာဖြစ်တဲ့အတွက်ကြောင့်လိုချင်တာဒီ oxygen ရဲ့ percentage ဖြစ်တဲ့ကြောင့် oxygen ကိုတည်ပြီးတော့မှ total volume of air at the step reaction step မှာရှိတဲ့air ရဲ့ total volume နဲ့စားမယ်အဲ့တော့ percentage လိုချင်နေဆိုရင်တော့100နဲ့ပြန်ပြီးမြောက်မယ်ပေါ့နော်အဲ့တော့ဘယ်လိုလေးတွက်မလဲဆိုရင်တော့ဒီလိုလေးတွက်ပါမယ် volume of oxygen 90ရဲ့ကနေဘယ်လောက်နှုတ်မလဲဆိုတော့22နှုတ်မယ်ဒါဆိုရင်တော့မရမလဲဆိုတော့68ဆိုပြီးရပါမယ် now percentage of oxygen in air air က oxygen ကိုလိုချင်တော့လိုချင်တာက oxygen ဖြစ်တဲ့ကြောင့်68ဖြစ်မယ်ပြီးတော့ reaction အစမှာရှိတဲ့ air ရဲ့ volume လိုချင်တော့အပေါ်က260နဲ့90ကိုပေါင်းမယ်ဒါဆိုရင်350ဆိုပြီးရလာ percentage လိုချင်တော့ဘာနဲ့မြောက်မလဲဆိုရင်တော့100နဲ့မြောက်ပါမယ်ကိန်းရှင်းလိုက်မယ်ဆိုရင်တော့19.43% ဆိုပြီးတော့ရလာဒီနေရာမှာသူကdecimal number ဘယ်နှလုံးဆိုတာမပြောထားတဲ့အတွက်ကြောင့်မလို့ decimal 2 place တိယူထားလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ oxygen ရဲ့လေထဲမှာရှိတဲ့ volume ပမာဏကို percent အဖြစ်တွက်ရင်တော့ 19.43% ဆိုပြီးရမှာပါ Number 5 this question is about alkane and alkane ဒီ question မှာတော့ alkane နဲ့ alkane အကြောင်းကိုလေ့ထားတယ် Number 8 the alkane C5H12 has 3 isomer C5H12 ဆိုတဲ့ alkane မှာ isomer 3 ခုရှိတယ် Number 1 state what is mean by the term isomer isomer ဆိုတဲ့ terms ဝါဟာရလေးကဘာကိုဆိုလိုတာလဲဆိုပြီးတော့မေးထားတယ်အဲ့တော့ isomer ဘာလဲဆိုတော့နှစ်ချက်ရှေ့မှာပြောထားတယ်သူ့မှာ same molecular formula ရှိပြီးတော့မှ different structural formula ရှိတဲ့ compound ကို isomer လို့ခေါ်တာပေါ့နော်ဒါဆိုရင်ဒီလိုလေးဖြည့်ပါမယ်
isomer ဆိုတာက molecular formula တူပြီးတော့ different structural formula ရှိတဲ့ compound တွေကိုခေါ်ပါတယ်အဲ့ဒါဒီနေ့ချက်လေးဖြစ်တယ် Now number 2 calculate the relative molecular mass MR of C5H12 C5H12 ရဲ့ relative formula mass MR ကိုရှာခိုင်းတယ်အဲ့တော့ MR ကိုလိုချင်ရင် compound ထဲမှာရှိတဲ့ element တစ်ခုချင်းစီရဲ့ AR နဲ့ပါတဲ့ number of atom တွေကိုမြှောက်ပေးရမယ်ဒါကြောင့် MR ကိုလိုချင်တော့ကာဗွန်က9လုံးဖြစ်တဲ့အတွက်ကြောင့်မလို့5ကာဗွန်တစ်လုံးမှာ12ဆိုတော့5နဲ့တွဲရမြောက်မယ်ပြီးရင်တော့ plus ဟိုက်ဒရိုဂျင်ကတော့12လုံးရှိတယ်12ဒါပေမဲ့တစ်လုံးတော့1ပဲရှိတော့12 into 1အဲ့တော့ဒါလေးက gain ရှင်းလိုက်မယ်ဆိုရင်တော့ဘယ်လောက်ရမလဲဆိုတော့72ဆိုပြီးရမယ်အဲ့တော့ဒီမှာ72ဆိုဖြစ် Now number 3 this is a display formula of one of the isomer အဲ့တော့အပေါ်က C5H ရဲ့ isomer တစ်ခုကိုဒီမှာပေးထားတယ် give the name of this isomer ဒီ isomer ရဲ့နာမည်ကိုပေးခိုင်းတယ်အဲ့တော့ဒီပုံမှာကြည့်မယ်ဆိုလို့ရှိရင်ကာဗွန်က1 2 3 4 5ကာဗွန်9လုံးရှိရဲဒါဆိုရင်ကာဗွန်9လုံးဆိုလို့ရှိရင်ဘာနဲ့ရေးမလဲဆိုတော့ pen အဲ့မှာပုံမှာကြည့်လိုက်ရင်အကုန်လုံးက single bond နေကြည့်ပဲဆက်ထားတဲ့အတွက်ကြောင့်မလို့ကာဗွန်ကြားမှာလည်း single bond ရှိတဲ့အတွက်ကြောင့် ANE အုပ်စုဖြစ်တဲ့အတွက်ကြောင့်မလို့နောက်က ANE ဆက်တော့ pentane ဆိုပြီးရတယ် Now number 4 draw the display formulae of the other two isomer အဲ့တော့အပေါ်မှာပြောခဲ့တဲ့ pentane ရဲ့နောက်ထပ် isomer နှစ်ခုကိုဘာလုပ်ရမလဲဆိုတော့ဆွဲပြခိုင်းတာအဲ့တော့ number 4မှာကြည့်မယ်ဆိုရင်ကာဗွန်9လုံးဒီ straight chain အနေနဲ့တစ်ဆက်ထဲမှာရှိတယ်အဲ့တော့သူ့ရဲ့ isomer ကိုဆွဲမယ်ဆိုတော့အရင်ဆုံးကာဗွန်9လုံးကိုပြည့်အောင်ဆွဲလိုက်မယ် C single bond C single bond C single bond အဲ့တော့၄ခုဖြစ်သွားပြီးတော့ structure မတူတာဖြစ်တဲ့အကြောင်းမလို့နောက်ထပ်တစ်ခုကိုတော့အလဲကကာဗွန်နှစ်ခုရဲ့တနေရာမှာသူကချိန်လို့ရမယ်အဲ့တော့ဒီနေရာမှာချိန်လိုက်မယ်ကာဗွန်ပြီးရင်တော့ကာဗွန်မှာဘွန်၄ခုရှိရမှာဖြစ်တဲ့အတွက်ကြောင့်မလို့၄ခုချိန်လိုက်မယ်ပြန်ပြည့်အောင်အဲ့တော့ဒီမှာ၄လုံးဒီမှာ2ခုထပ်ထည့်မယ်ဒီမှာ1ခု3 1 2 3အဲ့ဘောနေထဲမှာဘာတွေဝင်ရမလဲဆိုတော့ဟိုက်ဒရိုဂျင်တွေထည့်ပေးမယ်ဒါဆိုရင်တော့ isomer 1ကိုရမယ်ပေါ့နော်နောက်တစ်ခုကလည်းကာဗွန်9လုံးရှိရမယ်အဲ့တော့ C single bond C single bond ကာဗွန်3လုံးကို straight chain ယူပြီးတော့မှအလဲကာဗွန်မှာနောက်ထပ်ကာဗွန်နှလုံးထပ်ချိတ်ပါမယ်ပြီးရင်တော့ကာဗွန်မှာဘွန်လေးခုပြည့်အောင်ဖြည့်မယ်1 2 3 4ဒီကောင်ပြည့်ပြီးသားဒီမှာ3လုံးထည့်မယ်ဒီကောင်မှာလည်း3လုံးထည့်မယ်ဒီကောင်မှာလည်း3လုံးထည့်အဲ့တော့အဲ့ဒီနေရာတွေမှာဘာတွေလိုက်ဖြည့်ရမလဲဆိုရင်တော့ကာဗွန်ဒီဟိုက်ဒရိုဂျင်နဲ့ချိန်နေရဖြစ်တဲ့အတွက်ကြောင့်ဟိုက်ဒရိုဂျင်တွေဖြည့်ပေးဖို့လိုပါတယ်အဲ့တော့ဒီလိုလေးဆွဲမယ်ဆိုရင်တော့ပန်တိန်ရဲ့ isomer နှစ်ခုရမယ်ပေါ့နော်နောက်နံပါတ် B ethane C2H6 and ethane C2H4 both react with bromine အဲ့တော့ ethane နဲ့ ethane နှစ်ခုလုံးက bromine နဲ့ဓာတ်ပြုနိုင်တယ် Describe the difference in the reaction of ethane and ethane with bromine ethane နဲ့ bromine ဓာတ်ပြုတာရဲ့ ethane နဲ့ bromine ဓာတ်ပြုတာရဲ့အဲ့ဒီဓာတ်ပြုမှုနှစ်ခုရဲ့ differences ကိုဖော်ပြဖို့လိုတယ်အဲ့လိုဖော်ပြတဲ့အခါမှာသူကဒီ check ကလေးပေးထားတယ် refer to condition ဘယ်လို condition တွေလို့လဲနောက် product ဘာ product တွေထွက်မှာလဲ and the type of reaction involved ဘယ်လို reaction တွေဖြစ်လဲဆိုတော့အချက်တွေကိုပါအောင်ဖြည့်ပေးရမယ်အဲ့တော့ဒါဆိုရင်အရင်ဆုံးအပိုင်းနှစ်ပိုင်းခွဲရေးလိုက်မယ် ethane with bromine ethane နဲ့ bromine ပေါင်းတဲ့အချိန်ပေါင်းတဲ့အပိုင်းလေးအရင်ဆုံးဖြည့်မယ်ပေါ့နော်အဲ့တော့ ethane နဲ့ bromine ပေါင်းတဲ့အခါမှာဘာတွေလိုအပ်လဲဆိုတော့လိုအပ်တဲ့ condition ဒီအဲ့တော့UV light လိုမယ်နောက်တစ်ခုက ethane နဲ့ bromine ပေါင်းတဲ့အခါမှာ ethane ANE ဒီ saturated hydrocarbon ဖြစ်ပြီးတော့မှ single bond တွေကြီးပဲရှိရတဲ့အတွက်ကြောင့်မလို့ bromine ကို addition လုပ်လို့မရဘူး။ဘာပဲလုပ်ရမလဲဆို substitution ပဲလုပ်လိုက်။အဲ့တော့ ethane နဲ့ bromine substitution လုပ်တဲ့အခါမှာ bromo ethane ဆိုတဲ့ compound တစ်မျိုးထွက်လာမယ်။ဒါဆိုရင်ဒီ reaction ကနေဘာကိုထုတ်ပေးလဲဆိုတော့ produce bromo ethane
bromoethane ထွက်လာရဲဆိုတာလေးရေးမယ်နောက်တစ်ချက်ကတော့ reaction မျိုးစောကိုပြောပါဆိုတော့ခုနကလည်းပြောသွားတယ် addition လုပ်လို့မရဘူးဒါဆိုသူကဘာ reaction ဖြစ်လဲဆို substitution reaction ဖြစ်မယ်ပေါ့နော်အဲ့ ethane with bromine မှာဆိုရင် substitution reaction improve ဒါကပထမချက်နောက်တစ်ခုကတော့ ethane အဲ့တော့ E&E နဲ့ bromine နဲ့ပေါင်းမယ်ပေါ့နော်ဒီမှာဘာ condition လို့လဲဆိုရင်တော့သူကတော့ဒီမှာ UV light ဆိုပြီးတော့မှတီးတတ်မလို့ပေါ့နော်ဒါပေမဲ့ E&E မှာဆိုလို့ရှိရင်တော့ကာဗွန်ကြားမှာ double bond ရှိတယ်အဲ့ဒီ double bond ကဘာဖြစ်သွားမှာလဲဆိုရင်တော့ break ဖြစ်သွားပြီးတော့မှကာဗွန် single bond အနေနဲ့ပေါ်လာမယ်ပေါ့နော် break to CC double bond အနေနဲ့တွေ့ရမယ်နောက်တစ်ချက်ကတော့ ethene နဲ့ bromine ပေါင်းတဲ့အခါမှာ double bond ရှိတဲ့အတွက်ကြောင့်မလို့ bromine ကအဲ့ဒီ ethene နဲ့ဝင်သွားမယ်ဒါဆိုရင်ဘာရမှာလဲဆိုတော့ bromoethane ရမယ်အဲ့တော့ bromine နှလုံးလုံးကဝင်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ dibromo ethane single bond နေဖြစ်သွားတဲ့အတွက်ကြောင့် ethane ကနေ ANE ဆိုပြီးပြောင်းသွားအဲ့တော့နောက် reaction ကဘာလဲဆိုတော့ unsaturated hydrocarbon တွေဆိုရင် addition လုပ်လို့ရတယ်ဒါကြောင့်ဘာ reaction ဖြစ်မှာလဲဆိုရင်တော့ addition reactionဒါကနံပါတ် B လေးကိုဒီလိုလေးဖြည့်လို့ရပါတယ် Number 6. A student used this apparatus to investigate the reaction between magnesium and dilute hydrochloric acid. Magnesium နဲ့ dilute hydrochloric acid ကြားက reaction ကိုလေ့လာဖို့အတွက်ကျောင်းသားဒီ apparatus တွေကိုသုံးထားတယ်။အဲ့တော့ဒီပုံမှာလည်းပဲ conical flat ထဲမှာ magnesium ribbon လေးထည့်ထားတယ်ပြီးတော့ acid ထည့်မယ်။ဒီနှစ်ခုတက်ပြတဲ့အခါမှာ hydrogen နဲ့ magnesium chloride ဆိုတဲ့ salt ထွက်တာကိုပေးထားတယ်။အဲ့တော့ဒီမှာ gas syringe ကတော့ hydrogen ရဲ့ gas volume တွေကို convert လုပ်တဲ့အခါမှာ measure လုပ်တဲ့အခါမှာသုံးလို့ရတဲ့အတွက်ကြောင့်ဒါလေးကိုတက်ထားတယ်ပေါ့နော်အဲ့နံပါတ် A လေးကြည့်ကြမယ် A the word equation for the reaction is magnesium plus hydrochloric acid to form magnesium chloride and hydrogen ဆိုပြီးပေးထားတယ် number 1 complete the chemical equation for this reaction အဲ့ဒီမှာ word equation ပေးပြီးသားသူကထပ်မိတာ chemical equation ကိုမေးတယ်အဲ့တော့ဒီမှာဆို magnesium ဆို Mgပြီးတော့ 2HCN ဆိုပြီးတော့မှပေးထားတယ်အဲ့တော့ magnesium chloride ဖြစ်တဲ့အတွက်ကြောင့်မလို့ formula သည် MgCN2 ပြီးတော့ hydrogen ထွက်တော့ hydrogen သည်ဘာဖြစ်ရမလဲဆိုတော့ H2 အဲ့တော့ဒီဘက်မှာHCN ကို2နဲ့မြောက်ပြီးသားဖြစ်တဲ့ကြောင့် equation ကထပ်ညှိစရာမလိုတော့ဘူးပေါ့နော်ဒါလေးရမယ်နောက်နံပါတ်2 give the test for hydrogen အဲ့တော့ထွက်လာတဲ့ hydrogen gas ကိုမျိုး hydrogen gas ကိုဘယ်လို test လုပ်မလဲမေးထားတယ်အဲ့တော့ hydrogen gas ကို test လုပ်ချင်တဲ့အခါမှာဗာလေးသုံးဖို့လိုလဲဆိုရင်တော့ use a lighted supplet အဲ့တော့ lighted supplet လေးသုံးလိုက်မယ်အဲ့တော့အဲ့လိုသုံးတဲ့အခါမှာဗာလေးထွက်လာမလဲဆိုတော့သူဒီ make a pop sound အဲ့တော့ pop sound လေးထွက်လာမယ်ဆိုလို့ရှိရင်တော့ဒါ hydrogen ထွက်ကြောင်းကိုသိနိုင်တယ်ပေါ့နော်အဲ့ဒီလိုလေးရေးရမယ် Now number 3 the student used 0.090 gram of magnesium and 0.025 mole of hydrochloric acid ကိုသုံးထားတယ် show by calculation that the hydrochloric acid is in excess hydrochloric acid ဒီ excess substance ဖြစ်ကြောင်းသူက show သက်လုပ်ခိုင်းတဲ့သဘောပေါ့နော်ဒါဆိုရင် excess substance limiting substance တွက်ဖို့အတွက်ဆိုလို့ရှိရင်တော့ equation ကနေပြီးတော့ mole အချိုးတွေကို convert လုပ်ဖို့လိုတယ်ပေါ့နော်အဲ့တော့အဲ့ဆိုရင် acid က mole ပေးထားတဲ့အတွက်ကြောင့်မလို့ magnesium ရဲ့ mass ကို mole ပြောင်းမယ်ပေါ့နော်အဲ့တော့ mass ကို mole ပြောင်းခြင်းတဲ့အခါမှာသူ့ရဲ့ mass ကို AR နဲ့ဆိုင်ရမယ်ဒါကြောင့်မလို့ mole of magnesium ကိုလိုချင်တဲ့အခါမှာ mass by AR နဲ့ဆိုင်မယ်အဲ့တော့ mass ဒီမှာဘယ်လောက်ပေးထားလဲဆိုတော့ 0.090 ပေးထားတယ်သူ့ရဲ့ AR က magnesiumဒီ24ရှိတယ်
ကင်းရှင်းလိုက်မယ်ဆိုရင်0.00375ဆိုပြီးတော့မှရလာအဲ့တော့97မိုးရပြီဆိုလို့ရှိရင် equation ကနေပြီးတော့မှမိုးချို့ကိုပြန်ပြီးတော့မှတွက်ဖို့လိုတယ်ပေါ့နော်အဲ့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်1 mole of magnesium ဒီ react တက်ပြရဲဘာနဲ့တက်ပြလဲဆိုတော့2 mole of HCl နဲ့တက်ပြရဲအခုဒီမှာက magnesium ဘယ်လောက်ရထားလဲဆိုရင်တော့0.0375 mole of magnesium ဖြစ်တဲ့အတွက်ကြောင့်မလို့ HCl ဒီနှစ်ဆဆိုတော့ဒီဘက်မှာလည်း0.0375 mole ကိုဘာနဲ့မြောက်မလဲဆိုတော့2နဲ့မြောက်ပေါ့နော်ကိန်းမြောက်လိုက်တဲ့အခါမှာ0.0075 mole of HCl ဆိုပြီးရလာအဲ့တော့လိုအပ်တဲ့ HCl ပမာဏက0.0075 mole ရှိပြီးတော့မှပေးထားတာက0.025 ဖြစ်တဲ့အတွက်ကြောင့်မလို့ needed ထက်ရှိနေတဲ့အမောင်းကပို့ပြီးတော့များနေတယ်ဒါကြောင့် hydrochloric acid က excess ဖြစ်တယ်ဆိုတာလေးကိုရေးပေးမယ်ပေါ့နော်အဲ့တော့amount of HCl needed 0.0075 mole which is less than 0.025 mole. So it is in excess. Now, number B. The students measure the volume of hydrogen collected at regular interval until the reaction stops. ကျောင်းသားက hydrogen ရဲ့ volume တွေကို collect လုပ်ထားတယ်။ဘယ်လို collect လုပ်လဲဆို regular interval ပေါ့နော်။အချိန်အပိုင်းလိုက်တိုင်းမှာလုပ်ထားတယ်။ until the reaction stop reaction ပြီးဆုံးတဲ့အထိသူကစက်တိုင်းလုပ်သွားတယ်ပေါ့နော်။ The table show the student result. table မှာဆိုကျောင်းသားရဲ့တိုင်းထားတဲ့ volume တွေကိုပေးထားတယ်။ဆိုတော့ဒီမှာဆို table မှာကြည့်ရင် time ကို in second နဲ့တွက်ထားတယ် volume of hydrogen ကတော့ cm3 နဲ့ဆိုပြီးတော့မှဒီမှာပေးထားတယ်ပေါ့နော်အဲ့တော့ number 1က plot the student results ကျောင်းသားရဲ့ရလဒ်တွေကို graph ထဲမှာ plot တွေချမယ်အမှတ်တွေလိုက်ချမယ်ပေါ့နော် number 2မှာဆိုရင် draw a curve of benefit ဆိုပြီးတော့မှ curve line ကိုအပေါ်မှာဆွဲထားတဲ့ plot တွေရဒီချာလေးဆွဲပေးဖို့လိုတယ်ပေါ့နော်အဲ့တော့ plot ချဖို့အတွက်ကြည့်မယ်ဆိုရင် time ကသူယူထားတာဒီ0 15 30 45 60 75ဆိုပြီးတော့မှပေးထားတယ်အဲ့ဒါလည်း volume တွေပေးထားတယ်အဲ့တော့ graph မှာအမှတ်တွေကိုလိုက်ပြီးတော့မှချမယ်ပေါ့နော်အဲ့တော့ plot ချဖို့အတွက်ဆိုရင်အရင်ဆုံးဒီမှာ time မှာဆိုလို့ရှိရင် graph မှာပေးထားတာက0 20 40 60 80ဆိုပြီးတော့မှ second နေပေးတယ်ဒါပေမဲ့ table မှာကတော့0 15 30 45 60 70 75ဆိုပြီးပေးထားတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာအမှတ်ကလေးတွေကိုကလိုတာလေးထပ်ပြီးတော့မှဖြည့်မယ်ပေါ့နော်ဖြည့်ပြီးရင်တော့ volume နဲ့ time နဲ့စုံတဲ့နေရာလေးမှာ plot လေးကိုဒီလိုချပါမယ်အဲ့တော့ဒါ number 1တော့ပေါ့နော် plot ချပြီးရင်သူကဒီမှာ draw a curve of benefit ဆိုတော့ curve line ဆွဲရမယ်အဲ့တော့ကိုယ့်ရဲ့ plot တွေပေါ်မှာကြည့်ပြီးတော့မှ curve line ဆွဲမယ်ပေါ့နော်အဲ့တော့ဆွဲထားတဲ့ plot လေးမှာ curve line လေးဒီလိုလေးဆွဲလိုက်မယ်ပေါ့နော်အဲ့ဆိုဒါ number 2လေးကဒီလောက်ဆိုရပြီပေါ့နော် Now number 3 determine the volume of hydrogen collected in the first 10 seconds အဲ့တော့ပထမ10စက္ကန့်အတွင်းမှာ collect လုပ်လို့ရတဲ့ hydrogen ရဲ့ volume ကိုဆုံးဖြတ်ပေးရမယ် show on the graph how you obtain your answer အဲ့တော့ဒီ10စက္ကန့်အတွင်းမှာ volume ဘယ်လောက်ရလဲဆိုတာကို graph မှာလည်းဘာလို့ပို့လို့လဲဆိုတော့ဖော်ပြဖို့လိုတယ်ပေါ့နော်အဲ့တော့ graph မှာဖော်ပြဖို့ဆိုရင်10 second မှာသူ့ရဲ့ထွက်လာတဲ့ volume လေးကိုတိုင်းဖို့လိုတယ်ပေါ့နော်အဲ့10 second နေပြီးတော့ဘောက curve line လေးထိဆွဲပါမယ်
Yeah. Half line ကနေ hydrogen volume ကိုတွက်မယ်ပေါ့နော်အဲ့တော့ဒီနားလေးမှာဆွဲလိုက်အဲ့တော့ volume ဘက်မှာဆိုတော့0 20 40ဆိုပြီးတော့မှသူက20 unit ယူထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစိတ်ကိုသူက2နဲ့သွားတယ်ပေါ့နော်အဲ့တော့20ဆိုတော့22 24 26ဆိုပြီးတော့ကြာမယ်ပေါ့နော်ဒီမှာဘယ်လောက်လဲဆိုတော့26ဆိုပြီးရထားတယ်အဲ့တော့ hydrogen volume ဒီဘယ်လောက်လဲဆိုတော့26 cm3 ဆိုပြီးရမယ်ပေါ့ Now number 4 explain why the rate of reaction is graded at the start of the reaction အစမှာဘာလို့ rate of reaction ဒီအမြင့်ဆုံးဖြစ်တာလဲဆိုတာကိုရှင်းပြခိုင်းထားတယ်။ဘာကြောင့်လဲဆိုရင်တော့ဒီ reaction အစမှာဆိုရင် reactant တွေကပို့ပြီးတော့မှများတယ်ပေါ့နော်။သူဖြစ်ဒီမှာဆိုရင်တော့ acid ပါတဲ့အတွက်ကြောင့်မလို့ acid ရဲ့ concentration အဲ့လိုလေးဖြစ်မယ် concentration of ACl is graded at the start. Reaction အစမှာဆိုရင် acid ရဲ့ concentration ပိုများတယ်။concentration များတယ်ဆိုတာဒီအဲ့မှာ particle တွေပို့ပြီးတော့မှများပါတယ်ပေါ့နော်။ဒါဆိုရင်အဲ့ particle တွေကြားမှာ collision ပို့ပြီးတော့မှများဖြစ်မယ်ဆိုရင် reaction rate ကပို့ပြီးတော့မှမြန်မယ်ပေါ့နော်။အဲ့လိုလေးထည့်ဖြည့်မယ် There are more acid particles per unit volume particle တွေပိုများရင် collision ပိုများမယ်more frequent collision per unit time အဲ့တော့ဒီလိုလေးဖြစ်နေလို့เนาะ Now number C The student repeat the experiment at a temperature 5 degrees Celsius higher than the original temperature အဲ့တော့ပထမတစ်ခါလုပ်တာထက် temperature ကိုနောက်ထပ်5 degree Celsius ထပ်တိုးပြီးတော့မှကျောင်းသား experiment ကိုထပ်လုပ်တယ် all other condition are kept the same ကျန်တဲ့ condition တွေကတော့အကုန်လုံးကအတူတူပဲပေါ့နော်အဲ့တော့ number 1က on the grid draw the curve you will expect the student to obtain အဲ့တော့အပေါ်မှာပေးထားတဲ့ grid ထဲမှာ draw the curve နောက်ထပ် curve line တစ်ခုဆွဲပေးရမယ် you will expect the student to obtain ကျောင်းသားရလာမယ့်ဟာကိုသူကဆွဲခိုင်းတာအဲ့တော့ပေးထားတဲ့ condition ရကြည့်မယ်ဆိုရင်ငကို temperature ထက်မူလ temperature ထက်5 degree Celsius မြင့်သွားတာဖြစ်တဲ့ကြောင့်မလို့ temperature မြင့်လာတဲ့အခါမှာ reaction rate တွေကပိုပြီးတော့မြန်တယ်ဒါဆိုရင် curve line ထဲမှာဆွဲတဲ့အခါမှာ curve line ဒီ original line ထက် more stable ဖြစ်ရမယ်ဒါပေမဲ့ final volume ကတော့ final volume of oxygen ဒီ the same ဖြစ်မယ်ပေါ့နော်ပုံလေးဆွဲရမယ်ဆိုရင်တော့ဒီလိုလေးရမယ်ပေါ့နော်ဒီမှာအနီနဲ့ဆွဲပြထားတဲ့ line ပုံစံမျိုးလေးထွက်လာမယ်ပေါ့နော်ဒါကနံပါတ် C1 အတွက်ပါnumber 2က explain in terms of particle collision theory how increasing the temperature affect the rate of reaction temperature တိုးတဲ့အခါမှာ rate of reaction ကိုဘယ်လို affect ဖြစ်စေလဲဆိုတာကို particle collision theory ကရှင်းပြခိုင်းတယ်ပေါ့နော်အဲ့ဒါဆိုရင် temperature တိုးတဲ့အခါမှာ particle တွေက energy တွေတိုးလာမယ် energy တွေတိုးလာတဲ့အခါမှာ more collision ပေါ့နော်တနည်းအားဖြင့် particle ချင်းချင်းက collide ဖြစ်တာပို့ပြီးတော့မှများလာမယ်အဲ့တော့ဒါဆိုလို့ရှိရင် reaction rate ကလည်းဘာဖြစ်လာလဲဆိုရင်မြန်လာမယ်ပေါ့နော်အဲ့ဒါလေးကိုလိုလေးဖြည့်မယ်When the temperature increases, the particle gain more energy to react. More collision has energy greater than activation energy, so the rate of reaction will increase. Number 7. This question is about copper and copper compound. Copper and copper compound အကြောင်းကိုမေးခွန်းမှာမေးထားတယ် Number 8. A sample of copper contain 2 isotopes
copper စိန်ပင်မှာ isotope 2မျိုးရှိတယ် Cu63 and Cu65 now သူတို့ရဲ့ relative abundance တွေက 69.5% နဲ့ 30.5% ဆိုပြီးထားတယ် number 1 state what is mean by the term isotope isotope ဆိုတဲ့ဘောဟာရက terms ကဘာလဲဆိုပြီးတော့မေးထားတယ်အဲ့တော့ဒါဆိုရင် isotope ဆိုတာဘာလဲဆိုတော့ atoms ပဲပေါ့နော်ဒါပေမဲ့ဘယ်လို atom လဲဆို of the same elements အဲ့တော့ same elements တွေရဲ့ atom တွေကိုဆိုလိုတယ်အဲ့ဒီ elements တွေအဲ့ဒီ atom တွေမှာဘာရှိရမလဲဆိုရင်တော့ which have the same number of proton နော် proton တူတယ် same proton number but ဘာတွေတော့မတူဘူးလဲဆိုတော့ different neutron number neutron number တွေတော့မတူဘူးဆိုတာဒီ isotope ပဲဖြစ်တယ်ပေါ့နော် now number 2 calculate the related atomic mass AR of this symbol of copper copper ရဲ့ related atomic mass AR ကိုတွက်ခိုင်းထားတယ် give your answer to 3 significant figure 3 significant figure ဒီဘာလို့ရမလဲဆိုတော့ရေးပေးရမယ်အဲ့တော့ related atomic mass ကိုတွက်ချင်တဲ့အခါမှာသူကပေးထားတဲ့ isotope ရဲ့ mass နဲ့ percentage တွေကိုဘာလို့ရမလဲဆိုတော့မြှောက်ပေးရမယ်ပေါ့နော်အဲ့တော့လိုလေးရေးမယ် AR of copper ကိုလိုချင်တဲ့အခါမှာပထမ mass တစ်ခုဒီ63သူ့ရဲ့ percent ကဘယ်လောက်ရှိလဲဆိုတော့ 69.5 ဒါက isotope mass တစ်ခုနောက်တစ်ခုကတော့65နဲ့မြောက် 30.5 ဆိုပြီးလို့ရှိရဲ percent ယူတာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ခုမြောက်ပြီးပေါင်းလက်ကိုဗာနဲ့ပြန်စားဖို့လိုလဲဆိုတော့100နဲ့စားမယ်ပေါ့နော်ကိန်းရှင်းလိုက်မယ်ဆိုရင်တော့63. ကိန်းရှင်းလိုက်မယ်ဆိုရင် 63.61 ဆိုပြီးထွက်လာမယ်ဒါပေမဲ့သူက3 significant figure ပဲဖြစ်တဲ့အတွက်ကြောင့်ဘယ်လောက်ပဲယူမလဲဆိုတော့ 63.6 ဆိုပြီးတော့မှ copper ရဲ့ AR ကိုယူမယ်ပေါ့နော် now number B when copper 2 carbonate is heated copper 2 oxide and carbon dioxide are formed copper 2 carbonate ကိုအပူပေးလိုက်တဲ့အခါမှာ copper 2 oxide နဲ့ copper carbon dioxide ဆိုပြီးတော့မှ proton တစ်မျိုးထွက်လာတယ် so number 1 what is the name of this type of reaction ဒီလို reaction ကိုဘယ်လိုနာမည်ပေးမလဲအဲ့တော့ဒီမှာ copper 2 carbonate ဆိုတာက compound ပေါ့နော်သူ့ကိုအပူပေးလိုက်တဲ့အခါမှာ proton 2မျိုးအသစ်ထွက်လာတဲ့အတွက်ကြောင့်မလို့ဒါဒီဘာလဲဆိုတော့ breakdown ဖြစ်သွားတာပေါ့နော်အဲ့တော့ breakdown ဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ဘာလဲဆိုတော့ decomposition reaction ဒါကြောင့် number A ကိုရွေးမယ်ပေါ့လေ decomposition reaction now number 2 which color change occur during the reaction ဒီ reaction မှာဆိုလို့ရှိရင် color change ကဘယ်လိုဖြစ်မှာလဲလို့မေးတယ်အဲ့တော့ copper 2 carbonate ရဲ့အရောင်ဒီဘာရောင်ရှိလဲဆိုရင်တော့သူက green color ဒါပေမဲ့ဒီဘက်မှာ copper 2 oxide ထွက်လာတယ် copper 2 oxide ကကြတော့ဘာရောင်ရှိလဲဆိုတော့ black ရှိတယ်ဒါကြောင့် green to black ဖြစ်တဲ့အတွက်ကြောင့် number C ပေါ့နော်အဖြစ်မှန်က now number C a student use this operator to find the value of x in the formula CuSO4.xx2 ဒီ formula ထဲမှာရှိတဲ့ x ရဲ့ value ကိုရှာဖို့အတွက်ကျောင်းသားကဒီ operator စီသုံးပြီးတော့မှရှာတယ်ပေါ့နော်အဲ့တော့ပုံမှန်ကြည့်မယ်ဆိုရင်ဒီဘက်ကtest tube ထဲမှာ hydrated copper 2 sulfate ကိုထည့်ပြီးတော့မှပို့ပေးလိုက်တယ်အဲ့ခါမှာသူကဒီကနေပြီးတော့မှ gas တွေထွက်လာတယ်အဲ့ဒီ gas တွေဒီ beaker ထဲမှာရှိတဲ့ test tube တွေကိုဝင်လာတဲ့အခါမှာ water အဖြစ်နဲ့သူကပြောင်းလာတယ်ဒါဆိုအပူပေးလိုက်တဲ့အခါမှာ hydrated ဖြစ်တဲ့အတွက်ကြောင့်ဒီချက်ရေတွေထွက်လာတာပေါ့နော်ရေတွေကအပြင်မှာ ice ခံထားတဲ့အတွက်ကြောင့်မလို့ထွက်လာတဲ့ water vapor ရေငွေ့တွေကနေပြီးတော့မှ liquid water ဖြစ်စေလဲဆိုတော့ condense ဖြစ်သွားစေတယ်အဲ့တော့ဒီပုံစံလေးပြထားတယ်ဒီဘက်မှာတော့သူကနော် delivery tube တစ်ခုထပ်ပြီးတော့ဆက်ထားပြတယ်ပေါ့နော်this is the student method ဒါကကျောင်းသားလုပ်တဲ့ပုံစံကိုပြထားတယ်step 1က find the mass of an empty boiling tube အဲ့တော့ boiling tube ရဲ့ mass ကို empty boiling tube ရဲ့ mass ကိုအရင်ဆုံးသူကရှာလိုက်တယ်ပြီးတော့ add hydrated copper 2 sulfate to the tube and record the new mass
hydrated copper 2 sulfate ကိုထည့်ပြီးတဲ့အခါမှာနောက်ထပ် mass ကိုထပ်တိုင်းလိုက်တယ်ပြီးတော့အဲ့ဒါ record လုပ်ထားတယ်ပြီးတော့ heat the hydrated copper 2 sulfate until it change color ဒီ hydrated copper 2 sulfate ကိုသူ့ရဲ့ color change တဲ့အထိမလုပ်လဲဆိုရင်အပူပေးတယ်နောက်တစ်ဆင့်ကတော့ allow the tube to cool and record the mass again အဲ့တော့ပြီးသွားတဲ့အခါမှာဒီ boiling tube ကိုအေးခံလိုက်ပြီးတော့ record the mass again နောက်ထပ်ရလာတဲ့ mass ကိုထပ်ပြီးတော့မှတိုင်းပြီးတော့ record လုပ်ထားတယ်အဲ့ဒါကသူ့ရဲ့ method လေးကိုပေးထားတယ်အဲ့တော့အောက်မှာသူ့ရဲ့ result တွေပဲပြထားတယ် The table show the student result table ထဲမှာကျောင်းသားရဲ့ result ကိုပေးထားတယ်mass of empty tube in gram က 20.52 mass of tube and hydrated copper 2 sulfate က 31.77 mass of tube and copper 2 sulfate ကတော့ 28.20 ဆိုပြီးပေးထားတယ် so number 1 calculate the mass of copper 2 sulfate form ထွက်လာတဲ့ copper 2 sulfate ရဲ့ mass ကိုမေးထားတယ်ဒါဆိုရင်နောက်ဆုံးရထားတဲ့ record mass ထဲကနေပြီးတော့မှ reaction မလုပ်ခင်မှာရထားတဲ့ empty tube ရဲ့ mass ကိုနှုတ်လိုက်လို့ရှိရင် copper 2 sulfate ရဲ့ mass ကိုရမယ်ပေါ့နော်အဲ့တော့ 28.20 တွေကနေပြီးတော့ 20.52 နှုတ်လိုက်မယ်အဲ့တော့ gain ရှင်းလိုက်တဲ့အခါမှာ 7.68 ဆိုပြီးတော့မှရလာမယ်ပေါ့နော်ဒါပါလဲဆိုတော့ mass of copper 2 sulfate ကိုရလာပြီ now number 2 calculate the mass of water form ထွက်လာတဲ့ water ရဲ့ mass ကိုသူကမိထားတယ်အဲ့တော့ဒီမှာဆိုရင်တော့ဒုတိယ row မှာ second row မှာပေးထားတဲ့ mass တွေ hydrated copper 2 sulfate ဖြစ်တဲ့အတွက်ကြောင့်ဒီမှာကရေပါတယ်ပေါ့နော်အဲ့တော့ third row မှာနောက်ဆုံးရထားတဲ့ mass တွေ copper 2 sulfate ပဲဖြစ်တယ်ဒါဆိုရင်ဒီ reaction မှာအပူပေးလိုက်တဲ့အခါမှာရေထွက်သွားအဲ့တော့ရေရဲ့ mass ကိုလိုချင်ဒီ gain တစ်ခုကို difference ရှာလိုက်မှာပေါ့နော်31.77 နဲ့ကနေ 28.20 လုပ်လိုက်မယ်gain လိုက်ရင်တော့ 3.57 ဆိုပြီးရလာNumber 3 show that the value of x is approximately 4 x ရဲ့ value က4ဖြစ်ကြောင်းကို show that လုပ်ရမယ်အဲ့ဒီမှာပါပေးထားရဆို mR of copper sulfate နဲ့ mR of water ဆိုပြီးတော့ပေးထားတယ်အဲ့တော့အပေါ်က hydrated copper 2 sulfate မှာတော့သူ့ရဲ့ formula က CuSO4.xH2O ဆိုပြီးတော့ရှိတယ်အဲ့ဒီမှာရှေ့က copper 2 sulfate compound ရှိတယ်နောက်မှာက water ရဲ့ formula ပေးထားတယ်အဲ့တော့ဒီဟာကို empirical formula ရှာတဲ့ပုံစံနည်းနဲ့သူတို့ရဲ့မိုးအချိုးတွက်မယ်ဆိုလို့ရှိရင် x ရဲ့ value ကိုရမယ်ပေါ့နော်အဲ့တော့ဒါဆိုရင်အရင်ဆုံးတွက်ရမှာက copper 2 sulfate ရဲ့မိုးကိုအရင်ဆုံးရှာမယ်အဲ့တော့မိုးကိုရှာခြင်းတဲ့အခါမှာ mass ကိုတည်ပြီးတော့မှ mR နဲ့စာမယ်ပေါ့နော်အဲ့တော့အပေါ်မှာသူ့ရဲ့ mass ပေးထားတယ် 7.68 သူ့ဘာနဲ့စာမလဲဆိုတော့ဒီမှာက mR က 159.5 ဆိုပြီးပေးထားတယ်အဲ့တော့ဒီကောင်ကိုရှင်းလိုက်မယ်ဆိုရင် 0.04815 ဆိုပြီးတော့ရမယ်နောက်တစ်ခုကတော့ mole of H2O တွက်မယ်ဆိုရင် hydrogen mass က water ရဲ့ mass က 3.57 ဆိုပြီးပေးထားတယ်ပြီးတော့သူ့ရဲ့ mR ကဘယ်လောက်ရှိလဲဆိုတော့18 mole of H2O ရှာမယ်ဆိုရင်ရထားတဲ့ mass က 3.57 သူ့ရဲ့ mR က18အဲ့တော့ gain ရှင်းလိုက်မယ်ဆိုရင်တော့0.1983 ဆိုပြီးတော့ရလာတယ်အဲ့တော့မိုးနှစ်ခုက decimal number တွေဖြစ်တဲ့အတွက်ကြောင့်မလို့မိုး ratio လို့ချင်လို့ရှိရင် smaller number နဲ့ပြင်ပြီးတော့မှစာမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ0.04815ရဲ့သူ့ကိုလည်း 0.04815 နဲ့စာမယ်ဒီဘက်မှာ water ရဲ့မိုးဖြစ်တဲ့ 0.1983 နဲ့ 0.04815 ကိုစားလိုက်ဒီဘက်ကတော့ကဏ္ဍတူနေတဲ့အတွက်ကြောင့်မလို့ ratio ဒီ1ရလာမယ်ဒီဘက်ကို gain ရှင်းမယ်ပေါ့နော် gain ရှင်းလိုက်တော့ 4.12 ဆိုပြီးရလာအဲ့တော့ဒီမှာကြည့်မယ်ဆိုရင်1ဒီ copper 2 sulfate က1မို့
ဒါဆိုရင်နောက်က 4.12 က water ရဲ့ mole ဖြစ်တယ်အဲ့တော့4ဖြစ်ကြောင်းပြပါဆိုတော့ဒီမှာသူက 4.12 ကိုပြန်ပြီးတော့မှ router ယူလိုက်လို့ရှိရင်တော့ 1:4 ဆိုပြီးတော့မှရလာမှာပေါ့နော်ဒါပေမဲ့ဒီမှာ approximately ဆိုတော့ဒီနောက်ကအဆင့်ကိုယူလဲရတယ်ပေါ့လေနောက်ဆုံး final answer လေးကဒီဟာလေးရမယ် x ရဲ့ value ပေါ့နော် x ကတော့ဘာနဲ့နေမလဲဆိုတော့ 4.12 ဆိုပြီးတော့မှဖြေလိုက်ရတယ် so နောက်တစ်ပုဒ်က number 4 the actual value of x is 5 x ရဲ့တကယ် value of 5တဲ့ give a reason why the calculated value of x is lower than the actual value ထက် calculated value ကအားကြောင့်နည်းနေရလဲဆိုတာကို reason တစ်ခုပေးရမယ်အဲ့တော့ဘာကြောင့်လဲဆိုရင်အပေါ်က corporate sulfate ကိုအပူပေးတဲ့အခါမှာအချိန်လုံလောက်အောင်မပေးတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကရေအားလုံးကိုremove မလုပ်နိုင်တာကြောင့်လည်းဖြစ်နိုင်မှာပေါ့နော်အဲ့ထက်တစ်ချက်ကိုရေးလိုက်မယ်အဲ့တော့ဗာလေးရေးမလဲဆိုရင်တော့ not all water was removed from ဒီထက်လည်းဆို hydrated salt တွေရပါเนาะဟုတ်ဒါလေးကနေမှာ 4 ပေါ့နော် now number 8 diamond and graphite are giant covalent structure made of carbon atom the diagram show their structure diamond နဲ့ graphite နှစ်ခုလုံးက carbon atom တွေနဲ့လုပ်ထားပြီးတော့သူတို့မှာ giant covalent structure ဆိုတာရှိတယ် map A discuss the difference between diamond and graphite diamond နဲ့ graphite ရဲ့ difference ကိုဆွေးနွေးပါရှင်းပြရမယ် refer to the structure and bonding အဲ့တော့ structure နဲ့ bonding အရာဖြည့်ပေးရမယ်ဘာလို့လဲဆိုတော့ electrical conductivity and hardness is your answer အဲ့တော့မင်းအဖြေထဲမှာ electrical conductivity ရဲ့ hardness ရဲ့နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ structure ရဲ့ difference ကိုဘာလို့ရမလဲဆိုရင်ဖြည့်ပေးရမယ်เนาะအဲ့တော့ဘယ်လိုလေးဖြည့်ရမလဲဆိုရင်တော့ဖြေလေးကိုလိုလေးထည့်ပါမယ်ဆိုတော့ diamond မှာဆိုရင် each carbon atom is covalently bonded to 4 other carbon atom အဲ့ပုံမှာကြည့်လိုက်ရင်လည်းတွေ့ရမယ်ပေါ့နော်အလဲက carbon atom တစ်လုံးမှာဆိုရင်ဘေးမှာနောက်ထပ် carbon atom ၄လုံးနဲ့သူကဘာလုပ်ထားလဲဆိုရင် covalently bonded လုပ်ထားတာကိုတွေ့ရတယ်အဲ့တော့နောက်တစ်ချက်က diamond have no delocalized electron so it does not conduct electricity အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကာဗွန်လို့ပြောလို့ရှိရင်သူက 2, 4အဲ့တော့ outation မှာ8လုံးပြည့်ဖို့အတွက်ဆိုလို့ရှိရင်နောက်ထပ် electron 4လုံးလို့ရအဲ့ဒီ4လုံးကိုသူက diamond ထဲမှာဆိုလို့ရှိရင် fully bonded လုပ်ထားတယ်ဒါကြောင့်မလို့သူ့မှာ no delocalized electron မရှိနေဘူးပေါ့နော်ဒါဆိုရင်သူက conduct electricity မလုပ်နိုင်အောင်အဲ့ဒါလေးဖြေမယ်နောက်သူက hardness နဲ့လည်းပတ်သက်ပြီးမေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ diamond က hard ဖြစ်တယ်ပေါ့နော် graphite နဲ့ဆိုင်ဘာကြောင့်လဲဆိုတော့ there are strong CC bond needed to be broken အဲ့ဒီမှာကြည့်မယ်ဆိုလို့ရှိရင် carbon atom တစ်လုံးနဲ့တစ်လုံးကြားမှာဆိုရင် strong bond တွေရှိတဲ့အတွက်ကြောင့်မလို့သူကဘာဖြစ်လဲဆိုရင် hard ဖြစ်တယ်ပေါ့နော်။ဒါလို့သူ break လုပ်ချင်နေဆိုတော့မှအရင် energy များများလိုတာမျိုးတွေဖြစ်မယ်ပေါ့။အဲ့ဒါက diamond အပိုင်း။ Now graphite ကိုကြည့်မယ်ဆိုတော့ဒီပုံမှာပြထားသလိုပဲ carbon atom တစ်လုံးချင်းစီက is covalently bonded to 3 other carbon atom အဲ့တော့ carbon atom ကျန်တဲ့3ခုကိုသူကဘာလုပ်လဲဆိုချိန်နေပေါ့နော်ဒီ carbon လေးဆိုရင်မှာ1 2 3 3ခုကိုသူကဘာလုပ်ထားလဲဆိုချိန်ထားတာတွေ့ရတယ်အဲ့တော့ပြီးသွားတဲ့အခါမှာ graphite ကကြတော့ conduct electricity လုပ်နိုင်တယ်ဘာလို့လဲဆိုတော့ it has delocalized electron သူ့မှာ electron ရှိတော့အဲ့တော့ခုနလည်းဒီမှာပြောသွားတယ်ကာဗွန်မှာဘုံက၄ခုဖြစ်ရမယ်ဒါပေမဲ့ graphite မှာဆိုလို့ရှိရင်တော့သူဒီ3 bonds ပဲရှိတဲ့အတွက်ကြောင့်မလို့ electron တစ်လုံးကဘာဖြစ်နေလဲဆိုတော့ free electron တွေနဲ့ရှိနေတယ်အဲ့ဒီ electron ဒီ structure ထဲမှာ move လုပ်နိုင်တဲ့အတွက်ကြောင့်မလို့ graphite ဒီ conduct electricity လုပ်နိုင်တယ်နောက်ချက်က graphite is soft diamond ထက်ဆိုင် graphite က soft ဖြစ်တယ် because it has weak force between layer ဒီ
ဒီမှာကြည့်မယ်ဆိုတာ layer လေးနှစ်ခုတွေ့ရမယ်ပေါ့နော်အဲ့တော့အပေါ်မှာ layer တစ်ခုအောက်မှာ layer တစ်ခုအဲ့ layer လေးဂျားမှာဆိုတော့ဗာလေးရှိလဲဆို weak force လေးတွေရှိတာတွေ့ရတယ်အဲ့တော့ weak force လေးတွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ graphite ဒီ diamond ထက်ဆိုင်ရင်ပို့ပြီးတော့မှ soft ဖြစ်တာတွေ့ရတယ်ပေါ့နော်အဲ့တော့သူက main ခွန်းမှာလဲ structure နဲ့ bonding အရာကော electrical conductivity အရာကော hardness အရာကော difference ကိုပြောပါဆိုတော့ဒီမှာ structure ရဲ့ bonding structure and bonding ရဲ့နောက် electrical conductivity ရဲ့ပြီးတော့ hardness ဖြစ်မှုအပိုင်းအဲ့ဟာလေးကိုထည့်ပြီးတော့ဖြည့်ပေးဖို့လိုတယ်ပေါ့နော်နောက်တစ်ပုဒ်နံပါတ် B C60 fullerene is a simple molecular substance made of 60 carbon atom C fullerene ဆိုတဲ့ substance ကတော့ simple molecular substance ဖြစ်တယ်ပြီးတော့သူ့မှာဆို carbon အလုံး60နဲ့လောက်ထားရပေါ့နော်the diagram show its structure ဒီ structure လေးလည်းပေးထားတယ် now the table show the approximate melting point of diamond graphite and C fullerene diamond graphite နဲ့ C fullerene ရဲ့ C60 fullerene ရဲ့ approximate melting point ကိုဒီမှာပေးထားတယ် diamond ဆိုတာ 4000 graphite က3600 C60 fullerene က600ပဲရှိတယ်เนาะအဲ့တော့မိကုန်းက explain why C60 fullerene has a much lower melting point than diamond and graphite diamond နဲ့ graphite တဲ့ဘာလို့ C fullerene က lower melting point ဖြစ်လဲဆိုတာကိုရှင်းပြရမယ်เนาะအဲ့နာမြင်တာက structure ထဲမှာရှိတဲ့သူ့ရဲ့ bonding တွေနဲ့ဆိုင်တယ်ပေါ့เนาะအဲ့တော့ဒီမှာ C16 fullerene ကဆိုလို့ရှိရင်simple molecular structure ရှိရပေါ့เนาะဒါဆိုရင်သူ့မှာ weak force တွေရှိရတဲ့အတွက်ကြောင့်မလို့သူက melting point နေတာပေါ့เนาะ diamond နဲ့ graphite ကတော့အပေါ်မှာပေးထားတဲ့ပုံတိုင်း strong bond တွေရှိရတဲ့အတွက်ကြောင့် melting point ကမြင့်နေပေါ့เนาะအဲ့တော့အဲ့ဒီချက်ကလေးကိုလိုလေးဖြည့်ဖို့လိုပါတယ်ဆိုတော့ C16 fullerene က has weak force between molecule molecule ရဲ့အကြောင်းမှာ weak force တွေရှိတယ်ဒါဆိုလို့ရှိရင်တော့ less energy is needed to break the molecule molecule တွေကိုbreak လုပ်ဖို့ဆိုလို့ရှိရင် less energy ပဲလိုတယ် now diamond နဲ့ graphite က have strong covalent bond between atoms atom ကြားမှာ strong covalent bond တွေရှိတယ်ဒါကြောင့်မလို့သူက large amount of energy is needed to break the bond bond တွေဖြတ်ဖို့ဆိုရင် energy တွေအများကြီးလိုတယ်ပေါ့နော်အဲ့တော့ဒါလေးဖြည့်ပြီးဒါမျိုးလေးဖြည့်ရပါမယ် now number 9 this question is about the outside or lead outside compound တွေအကြောင်းကိုမေးထားတယ်number 8 yellow lead oxide PbO can be reacted with hydrogen to produce lead PbO ဆိုတဲ့ yellow lead oxide နဲ့ hydrogen နဲ့ဓာတ်ပြုတဲ့အခါမှာ lead metal ကိုထုတ်ပေးတယ် number 1 complete the equation for the reaction by adding missing state symbol state symbol တွေကိုဖြည့်ပြီးတော့မှ equation မှာ complete လုပ်ရမယ်အဲ့တော့ hydrogen ဆိုတော့ gas lead ဒီ metal ဖြစ်တဲ့အတွက်ကြောင့်သူက solid water ကတော့ဒီအတိုင်း liquid ဖြစ်ရမယ် now number 2 what is the charge on the lead ion in PbO PbO မှာ lead ion ရဲ့ charge ကဘယ်လောက်လဲလို့မေးထားတယ်ဒါဆိုရင် PbO ဒီ metal နဲ့ metal ပေါင်းတော့ ionic compound တွေ total charge ဒီ0ဖြစ်ရမယ်ပေါ့နော်အဲ့တော့ oxygen ရဲ့ charge ကဘယ်လောက်လဲဆိုတော့ငယ်တန်း2 minus ဒါဆိုရင် PbO ဒီဘယ်လောက်ဖြစ်ရမလဲဆိုတော့2 plus ဖြစ်ရမယ်ဒါမှသူ့ရဲ့ total charge ဒီဘယ်လောက်ဖြစ်မလဲဆိုတော့0ဖြစ်မှာပေါ့နော်အဲဆိုဖြေမှန်ကဘာရွေးမှာလဲဆိုတော့ D ရွေးရမယ်number 3 က explain why the reaction of yellow lead oxide with hydrogen is a redox reaction ဒီ lead oxide နဲ့ yellow lead oxide နဲ့ hydrogen နဲ့ဓာတ်ပြုတာကဘာကြောင့် redox reaction ဖြစ်လဲဆိုတော့ဖြေထားတယ်ဒါဆိုရင်အပေါ်က equation မှာကြည့်လိုက်ရင်လည်းတွေ့ရမယ် lead oxide compound ကဒီဘက်မှာ product အနေနဲ့ lead ပြောင်းသွားတဲ့အချိန်မှာသူက oxygen ကို lose လုပ်လိုက်တယ် oxygen lose လုပ်လိုက်ရင် reduction oxygen gain လုပ်လိုက်ရင် oxidation ပေါ့နော်ဒါကြောင့်အဲ့ဒါလေးကိုရေးပေးဖို့လိုတယ်အဲ့ဒီလိုလေးဖြည့်ပါမယ် lead oxide က lose oxygen so it is reduced hydrogen gain oxygen so it is oxidized reducing နဲ့ oxidation တပြိုင်တည်းဖြစ်တဲ့အခါမှာ redox reaction ဖြစ်တယ်ပေါ့နော်ဒါလေးကredox reaction ခန်းလေးမှာသင်ရပါတယ် now number 4 describe a physical test to show that water produced in this reaction is pure ဒီ reaction မှာထွက်လာတဲ့ water ဒီ pure ဖြစ်ကြောင်းကို physical test လုပ်ပြရမယ်ပေါ့
နော်အဲ့တော့ pure ဖြစ်ကိုစမ်းတဲ့အခါမှာ3ခုပြောထားတယ်ပေါ့နော် melting point ရယ် boiling point ရယ်နောက် chromatography paper ဆိုတဲ့နီးနဲ့စစ်ကြရပေါ့နော်ဒီမှာဆိုရင် water က liquid ဖြစ်တဲ့အတွက်ကြောင့်မလို့ melting point ကိုစစ်လိုက်လို့ရှိရင်သူဒီ pure ဖြစ်မဖြစ်ကိုတန်းပြီးတော့မှသိနိုင်တယ်ပေါ့နော်ဒါကြောင့်ဘယ်လိုလေးရေးကြမလဲဆိုတော့test it boiling point ကိုစစ်လိုက်မယ်စစ်လိုက်လို့ it is 100 degree Celsius 100 degree Celsius ဖြစ်မယ်ဆိုရင် if it is pure it is pureအဲ့တော့ရေရဲ့ boiling point က100 degree Celsius ရှိတဲ့အတွက်ကြောင့် boiling point စစ်လိုက်လို့100ရှိမယ်ဆိုလို့ရှိရင်သူဒီ pure ဖြစ်ကြောင်းကိုသိနိုင်ပြီပေါ့နော်အဲ့တော့ဒီလိုလေးရေးပေးမယ်အဲ့တော့နံပါတ် B when red light outside PP304 is heated yellow light outside form red light outside ကိုအပူပေးတဲ့အခါမှာ yellow light outside တွေထွက်လာတယ်အဲ့တော့ဒီ reaction အတွက် equation ကိုလည်းပေးထားတယ်ပေါ့နော်A scientist heats a known mass of red light outside in a crucible in a fume cupboard. Fume cupboard ထဲမှာ crucible ရဲကိုဒီ red light outside ကို known mass ပေါ့နော် mass ကိုတွက်ပြီးတော့မှထည့်တယ်ပြီးတော့သူကအပူပေးလိုက်တယ် Now the scientist leave the crucible to cool then record the mass of the crucible and its content. Crucible နဲ့အဲ့ဒီထဲမှာရှိတဲ့ contents တွေကိုအေးခံပြီးတော့ crucible အေးခံပြီးတော့မှ record လုပ်လိုက်တယ်ထပ်ပြီးတော့မှ Now မေးခွန်းကတော့ number 1 describe what the scientist should do next to make sure all the red light outside has reacted red light outside တွေအားလုံး reacted ဖြစ်သွားကြောင်းကိုသိကြအောင်လို့ scientist ကဘာလုပ်သင့်လဲဆိုပြီးတော့မှမေးထားတယ်ဘာလုပ်သင့်တာလဲဆိုတော့ဖြေပေးရမယ်ပေါ့နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင် red light outside ကိုဖြိုခွဲတဲ့အခါမှာ left yellow light outside နဲ့ oxygen နဲ့ထွက်တယ်အဲ့တော့ဒီနေရာမှာဒီ product နှစ်ခုဒီအကုန်လုံးပြိုကွဲသွားပြီအကုန်လုံးထွက်လာပြီလားဆိုတာသိကြဖို့အတွက်ဆိုရင်ဒီဘက်က red light outside ကိုအပူပေးရမယ်ပြီးရင် repeat the experiment ထပ်လုပ်ဖို့လိုတယ်ပေါ့နော်ဒါကြောင့်မလို့နှစ်ချက်ရေးပေးဖို့လိုတယ်ဘာလဲဆိုတော့ heat the crucible crucible ကိုထပ်ပြီးတော့မှဘာလုပ်ရမလဲဆိုတော့အပူပေးမယ်အဲ့တော့အပူပေးပြရတယ်မပြီးဘူးဘာပြန်လုပ်မလဲဆိုတော့နောက်ထပ်ထပ်က repeat လုပ်ဖို့လိုတယ်အဲ့တော့ repeat the experiment ကိုထပ်လုပ်မယ်ထပ်လုပ်တာကိုဘယ်ချိလုပ်ရမှာလဲဆိုတော့ဒီ crucible နဲ့ content ရဲ့ mass ဒီ constant ဖြစ်သွားတဲ့အထိလုပ်ပေးရမယ်ပေါ့နော်ဒါကြောင့်မလို့ the mass is constant mass constant ဖြစ်တဲ့အထိလုပ်ပေးရမယ် Now number 2 the red light outside used in the reaction has a mass of 5.48 gram red light outside ရဲ့ mass ကို 5.48 gram ဆိုပြီးတော့မှ deviation မှာသုံးတာအောင်ပေးထားတယ်။မေးခွန်းက calculate the maximum mass of yellow light outside that go form ဒီကောင်ကိုအပူပေးလိုက်တဲ့အခါမှာထွက်လာတဲ့ red light outside ရဲ့ mass ကိုသူကဘာလုပ်လဲဆိုမေးထားတယ်။အဲ့တော့ပေးတာက red light outside မေးတာက yellow light outside ဖြစ်တဲ့အတွက်ကြောင့်မလို့ equation ကနေပြီးတော့မိုးချိုးယူပြီးတော့မှရှာဖို့လိုတယ်။ဒါဆိုရင်အရင်ဆုံးred light outside ရဲ့ဘာကိုရှာမလဲဆိုမိုးရှာမယ်ပေါ့နော်ဒီမှာ mass ရှိတယ်နောက် m ပေးထားတယ်အဲ့ဘယ်လိုလေးရေးမလဲဆိုရင်တော့ mole of pp304 mass က 5.48 gram m က 685 ရှိတယ်ဒါလေးကိုကဏ္ဍလေးရှင်းဖို့လိုတယ်ကိန်းရှင်းလိုက်မယ်ဆိုရင်တော့ 0.008 mole ဆိုပြီးတော့မှရလာမယ်เนาะအဲ့တော့ red light outside ရဲ့ mole ကနေပြီးတော့မှ yellow light outside ကို mole ပြောင်းရမယ်เนาะအဲ့တော့ equation ရကြည့်မယ်ဆိုရင် red light outside 2 mole မှာဒီဘက်က yellow light outside က6 mole ရှိအဲ့ဆို simple ratio ယူမယ်ဆိုလို့ရှိရင်တော့1 2 3ဖြစ်သွားမယ်ပေါ့เนาะဒီဘက်ကကောင် red light outside 1 mole မှာ left outside က yellow light outside က3 mole ရှိတယ်ပေါ့เนาะအဲ့တော့ဒါ
ဒါဆိုရင်ဒီမှာက red lead oxide က 0.008 ဆိုလို့ရှိရင် yellow lead oxide တွေသူ့ရဲ့3စာဖြစ်သွားမယ်ပေါ့နော်ဒါကြောင့်မလို့ mole of red lead oxide yellow lead oxide PbO ကိုလိုချင်ရင် 0.008 ကို3နဲ့မြောက်မယ်ပေါ့နော်အဲ့တော့0.024 mole ဆိုပြီးတော့ရလာမယ်။အဲ့မဲ့လိုချင်တာက mass ဖြစ်တဲ့အတွက်ကြောင့် mole ကို mass တင်ပြမယ်။အဲ့တော့ mass လိုချင်တဲ့အခါမှာ mole နဲ့သူ့ရဲ့ mr နဲ့မြောက်အောင်မယ်ပေါ့နော်။ mass of PbO ကိုလိုချင်ရင်ဒီမှာ mole က 0.024 ရှိတယ်။ mr က223ရှိတယ်။ဒါဆိုရင်ဒါလေးကိုမြောက်လိုက်မယ်။အဲ့တော့မြောက်လိုက်ရင်5.352 gram ဆိုပြီးတော့မှ yellow lead oxide mass ရတာပေါ့နော်။အဲ့ဒါက number 9. Now number 10. This question is about ammonia and ammonium compound. Ammonia နဲ့ ammonium compound ကြောင့်မေးထားတယ်။ Number 8 က ammonia NH3 is a simple covalent molecule လို့ပေးထားတယ်။မေးခွန်းကတော့ draw a dot cross diagram to show the bonding in a molecule of ammonia. ammonia molecule မှာရှိတဲ့ bonding ကို dot cross diagram နဲ့ပြရတယ်။အဲ့တော့အရင်ဆုံးစဉ်းစားရမှာ ammonia ဒီ simple covalent molecule လို့ပြောတဲ့အတွက်ကြောင့်မလို့ covalent molecule တွေက electron ကိုဘာလုပ်ရမှာလဲဆိုရင် share လုပ်မယ်ပေါ့နော် covalent molecule မှာရှိတဲ့ atom တွေကဒါဆိုရင်ဒီမှာ nitrogen ရဲ့ hydrogen ရှိရဲ့အဲ့ nitrogen ရဲ့ atomic number က7ပေါ့နော်ဒါဆိုသူ့ရဲ့ electronic structure တွေ 2.5 ဆိုပြီးတော့ရမယ်အဲ့တော့ second share မှာသူက8လုံးပြေးဖို့တနည်းအားဖြင့်သူ့ရဲ့ outer share မှာ8လုံးပြေးဖို့ဆိုရင် nitrogen ဒီ3 electron share ရမယ်နောက်သူ့မှာက3လုံး share လိုက်တဲ့အခါမှာ non bonding electron ကနှလုံးကျန်တယ်ပေါ့နော် hydrogen atomic number 1အဲ့တော့သူက first share မှာတစ်လုံးပဲရှိတယ်အဲ့တစ်လုံးကိုသူကfirst share မှာ full ဖြစ်ဖို့ဆိုနောက်ထပ်သူ့ရဲ့တစ်လုံးကို share လိုက်ဖို့လိုတယ်တစ်လုံး share လိုက်မယ်ဆိုရင်သူ့မှာပိုနေတာကမရှိတော့ဘူးပေါ့နော်အဲ့တော့ဒါလေးကိုသိပြီဆိုလို့ရှိရင်တော့ dot cross diagram ဆွဲမယ်အဲ့တော့ formula ရကြည့်မယ်ဆိုရင် NH3 လို့ပြောတဲ့အတွက်ကြောင့် nitrogen က atom ကနေတဲ့အတွက်ကြောင့်သူ့ကိုဘိုးမှာ center မှာထားဆွဲမယ်ပေါ့နော် nitrogen ပြီးရင် hydrogen က3လုံးဖြစ်တဲ့အတွက်ကြောင့်မလို့ nitrogen မှာနောက်ထပ် hydrogen 3လုံးဒီလိုလေး overlap ဖြစ်အောင်ဆွဲမယ်ပြီးရင်ဒီမှာတော့ hydrogen တွေထည့်အဲ့တော့ hydrogen ဘက်ကကျရင်တစ်လုံး share မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီက nitrogen ကြားမှာသူကတစ်လုံး share မယ်ဒီနားမှာလည်းတစ်လုံး share မယ်ဒီမှာလည်းတစ်လုံး share nitrogen ကျတော့3လုံး share ရမယ်အဲ့တော့ hydrogen တစ်လုံးကိုသူကတစ်လုံးထည့်မယ် cross ဒီမှာလည်း cross တစ်ခုထည့်မယ်ဒီမှာလည်း cross တစ်ခုထည့်ပြီးရင်သူ့မှာနှလုံးပိုနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့2ဆိုပြီးတော့မှအဲ့လိုလေးဆွဲပေးတာအဲ့တော့ဒါက number A now number B the table show the name and formulae of some ammonium compound ammonium compound တချို့ရဲ့ name နဲ့ formula တွေကိုပေးထားတယ် number 1 complete the table by giving the missing information ကျန်နေတဲ့အချက်လက်တွေကိုထပ်ပြီးတော့ဖြည့်ရတယ်ဒါဆိုဒီမှာ name မှာကတခုရှိတယ် formula မှာကဒီမှာတခုဖြည့်ရတယ်အဲ့တော့ second column မှာကြည့်မယ်ဆိုရင် formula ဒီ NH4CN လို့ပေးထားတယ်အဲ့တော့ NH4 ဆိုတာဘာလဲဆိုရင် ammonia အဲ့တော့ CN ကတော့ဘာလဲဆိုတော့ chlorine ဒါပေမဲ့ compound မှာဆိုတော့ chloride ဖြစ်မှာပေါ့နော်အဲ့တော့ဘာရမလဲဆို ammonium chloride နောက်ဒီမှာပေးထားတာက ammonium carbonate ammonium carbonate ဆိုတော့ ammonia ရဲ့ formula ဒီသူက NH4 plus ဆိုပြီးတော့မှရှိမယ် carbonate ကကြတော့ CO3 2 minus ဆိုပြီးတော့မှရှိတယ်အဲ့တော့ဒီမှာလဲ positive ion negative ion compound ion လေးတွေသူကဖြစ်နေတဲ့အတွက်ကြောင့်မလို့ ionic compound လေးဖြစ်သွားမယ်ပေါ့နော်အဲ့တော့ ionic compound လိုမျိုးပဲ formula ကိုရေးမယ်အဲဆိုရင်ဒီဘက်က2 minus ဒီဘက်က1 plus ဆိုတဲ့အတွက်ကြောင့်မလို့ charge ကမညီဘူးပေါ့အဲ့တော့ charge ညီအောင်ညှိမယ်ဆိုလို့ရှိရင် ammonium ဒီနှလုံးလို့မယ်ပေါ့နော်ဒါကြောင့် NH4 က twice ဖြစ်မယ်အဲ့တော့ nitrogen နဲ့ hydrogen element နှစ်မျိုးပါတဲ့အတွက်ကြောင့်မလို့ဒီဝင်လေးထည့်ပြီးတော့မှရေးမယ်ပေါ့နော်ဒီဘက်ကတော့ဘာရမလဲဆိုရင် CO3 ဆိုပြီးရမယ်အဲ့တော့ NH4 twice CO3 ဆိုပြီးဖြည့်ရမယ် Number 2 when ammonia react with sulfuric acid ammonium sulfate is formed ammonia နဲ့ sulfuric acid ပေါင်းရင် sulfuric acid ထွက်တယ်တဲ့ write a chemical equation for this reaction ဒီ reaction အတွက် chemical equation ရေးပါလို့ပြောထားတယ်ဒါဆိုရင် ammonia ရဲ့ formula ဒီဘာလဲဆိုတော့ NH3
ပြီးရင် sulfuric acid ရဲ့ formula က H2SO4 ဒါဆိုရင်သူတို့နှစ်ခုပေါင်းလိုက်တဲ့အခါမှာ ammonium sulfate ထွက်တယ်ဆိုတော့ Na4 twice SO4 ဆိုပြီးတော့မှရမယ်ပေါ့နော်အဲ့တော့ဘာကြောင့် Na4 twice ရလဲဆိုရင်အပေါ်က compound formula မှာရေးသလိုပဲ ammonium သည် Na4 plus ဆိုပြီး charge ကရှိမယ် sulfate ရဲ့ formula က SO4 2 minus ဆိုပြီးရှိရဲအဲ့တော့ဒီမှာ charge နှစ်ခုညီဖို့အတွက်ဆို ammonium က plus နှစ်ခုရှိမှရမယ်ဒါကြောင့်ဒီမှာသူ့ကို twice နဲ့ရေးနေပေါ့နော်အဲ့တော့အဲ့လိုလေးရေးအဲ့တော့ဒါဆိုရင် equation ညှိကြည့်မယ်ပေါ့နော် equation ညှိမယ်ဆိုဒီမှာ nitrogen က left side မှာတစ်လုံးပဲရှိဒါပေမဲ့ right side မှာကเนาะဒီ green အပြင်က number ဒီ green ထဲမှာရှိတဲ့ elements နဲ့ဆိုင်တယ်ဒါဆို nitrogen နှလုံးရှိတယ်ဒါကြောင့်မလို့ဒီဘက်က NH3 ရှိမှာဗာလေးမြောက်မလဲဆိုတော့2နဲ့မြောက်လိုက်ပြီပေါ့เนาะအဲဆိုရင် nitrogen နေသွားပြီအဲ hydrogen ညှိမယ်ဆိုတော့ hydrogen ကဒီမှာဆိုရင်3နဲ့6ပေါ့เนาะဒီဘက်က6လုံးရှိတယ်ဒီမှာနှလုံးဆိုတော့သူက8လုံးရှိတယ်အဲ့တော့ left side မှာ total အဖြစ်ဆို hydrogen က8လုံးရှိမယ်ဒီမှာ right side ကိုပြန်ကြည့်ရင်လေ4နဲ့2နဲ့8အတွက်ကြောင့်4နဲ့8ဆိုတော့ hydrogen ကလည်းဘာဖြစ်လဲဆိုတော့ညီသွားပြီပေါ့เนาะအဲ့တော့ဒီလိုလေးဖြည့်မယ် SO4 ကတော့ဒီဘက်မှာလည်း SO4 ကိုဘက်မှာလည်း SO4 ကမပြောင်းတဲ့အတွက်ကြောင့်မလို့တစုံစာပဲရှိတော့ဒါလေးက equation ညီသွားပြီပေါ့เนาะ Now number 3 describe a test for ammonium ion ammonium ion ကိုဘယ်လို test လုပ်မလဲဆိုတာလေးကိုမိထားတယ်အဲ့တော့ ammonium ion က positive ion cat ion ဖြစ်တယ်ပေါ့နော် cat ion ဖြစ်တဲ့အတွက်ကြောင့် cat ion တွေကိုစမ်းတဲ့အခါမှာဘာတွေသုံးလဲဆိုလို့ရှိရင်တော့ sodium hydroxide solution တွေထည့်ရပေါ့နော်ဒါကြောင့်ဗာလေးရေးမလဲဆိုတော့ပထမတစ်ချက်က add sodium hydroxide solution sodium hydroxide solution လေးကိုထည့်လိုက်မယ်အဲ့တော့ထည့်လိုက်တဲ့အခါမှာဒီ sodium hydroxide နဲ့ ammonia ion ကဓာတ်ပြုတ်ပြီးတော့ ammonia gas ထွက်မှာပေါ့နော်အဲ့တော့ထွက်လာတဲ့ ammonia gas ကိုဘာနဲ့ဆမ်းလို့ဆိုတော့ litmus paper နဲ့ဆမ်းဘာကြောင့်ဆိုတော့ ammonia ဒီသူက alkaline ပေါ့နော် alkaline တစ်မျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ litmus နဲ့ဆမ်းလိုက်အဲ့တော့ထွက်လာတဲ့ gas ကို test လုပ်မှာပေါ့နော် test a gas with alkaline ဖြစ်တော့ red litmus paper နဲ့ဆမ်းမယ် red litmus paper အဲ့တော့ red litmus paper နဲ့ဆမ်းလိုက်တဲ့အခါမှာသူဒီဘာပြောင်းသွားမလဲဆိုတော့ blue ပြောင်းသွားမယ်ပေါ့နော် it turn red litmus to blue အဲ့တော့ blue ဖြစ်ပြောင်းသွားတယ်ဆိုရင်ဒါဒီ ammonium ion ပါတယ်ဆိုတာကိုသိနိုင်တယ်အဲ့တော့ဒီသုံးချက်လေးဖြည့်မယ်ပေါ့နော်Now, number C. The table gives some information about ammonia and ammonium compound. Ammonia နဲ့ ammonium compound နဲ့ပတ်သက်တဲ့ information တွေကိုပေးထားတယ်။ဆိုတော့ဘာတွေတွေ့ရလဲဆိုတော့ column first column မှာ name တွေပေးထားတယ် ammonia, ammonium nitrate, ammonium sulfate. ပြီးရင်တို့ရဲ့ formula တွေပေးထားတယ်။ပြီးတော့ percentage of nitrogen ရဲ့ percentage ပေးထားတယ်။ပြီးတော့ approximate pH in solution. Solution ထဲမှာရှိတဲ့solution ရဲ့ pH ကိုလည်းပေးထားတယ်ပေါ့နော် number 1 calculate the percentage of nitrogen in ammonium nitrate ammonium nitrate ရဲ့ nitrogen ရဲ့ percentage ကိုဘာလုပ်တာလဲဆိုတော့မေးထားတယ်အဲ့တော့ percent composition ကိုလိုချင်တဲ့အခါမှာလိုချင်တဲ့ nitrogen ရဲ့ mass ကိုကြည့်ပြီးတော့မှ compound တစ်ခုလုံးရဲ့ mass နဲ့ဘာလုပ်ရမလဲဆိုစားရမယ်ပေါ့နော်အဲ့တော့ဒီလိုလေးရေးမယ်ဒီလိုလေးတွက်မယ်ပေါ့နော် percentage of nitrogen nitrogen ကိုတွက်ဖို့ဆိုလို့ရှိရင်တော့ nitrogen ဒီထဲမှာဘယ်နှလုံးပါလဲပေါ့နော်အဲ့တော့ ammonium nitrate မှာဆို nitrogen ကတစ်လုံးနှလုံးပါတယ်နှလုံးဆိုတော့ nitrogen တစ်လုံးကို14ရှိတယ် mass ကနှလုံးဆိုတော့သူက2နဲ့မြောက်လိုက်မယ်ဒါဆိုရင်သူကဘယ်လောက်ရလဲဆိုတော့28ဖြစ်မယ်ပေါ့နော်အဲ့တော့ nitrogen mass ဒီ28 compound တစ်ခုရဲ့ total mass ကဒီမှာပေးထားတယ်ဘာနဲ့စားမလဲဆိုတော့80နဲ့စားမယ်ပြီးတော့ရင်သူက percent လို့ချင်တာဆိုတော့100နဲ့မြောက်အဲ့တော့ကိန်းရှင်းဖို့လိုတယ်ကိန်းရှင်းနိုင်မယ်ကိန်းရှင်းလိုက်ရင်35% ဆိုပြီးတော့မှထွက်လာမယ်အဲ့တော့ဒါက ammonium nitrate မှာပါတဲ့ nitrogen ရဲ့ percent 35% ရ
Now number 2, fertilizer add nitrogen to the soil to help plant grow. အပင်တွေကြီးထွားဖို့အတွက်ဆိုလို့ရှိရင် fertilizer တွေထည့်တယ်ပေါ့နော်မြေကြီးရောအဲ့ထဲမှာဆို nitrogen တွေပါတယ်တဲ့ Now ammonia and ammonium sulfate can both be used as fertilizer. Ammonia ကို ammonium sulfate ကို fertilizer အဖြစ်နဲ့သုံးလို့ရတယ်မေခွန်းကတော့ဒီမှာပေါ့နော် Discuss the advantages and disadvantages of using each of these compounds as fertilizer. ဒီ compound တွေကို fertilizer အဖြစ်သုံးတဲ့အခါမှာကောင်းကျိုးတွေဆိုးကျိုးတွေကိုဖြည့်ပေးဖို့လိုတယ် Use information from the table in your answer. အပေါ်မှာ table မှာပေးထားတဲ့အချက်လက်တွေကိုသုံးပြီးတော့မှအဖြေကိုဖြည့်ပေးဖို့လိုတယ်အဲ့ဒါတွေကိုသုံးပြပါမယ်ပေါ့နော်ဒီမှာဆိုရင် now pH of rainwater is approximately 5.6 rainwater ရဲ့ pH ကိုလည်းသူကထပ်ပြီးတော့မှပေးထားတယ်အဲ့တော့ဒီပေါ်ကပေးထားတဲ့ table တွေက information ရကြည့်ပြီးတော့မှသူကဖြည့်ခိုင်းထားတယ်ဒါဆိုရင်ဒီ table မှာကြည့်မယ်ဆိုလို့ရှိရင် percent of nitrogen in ammonia and ammonium sulfate ကိုလည်းပေးထားတယ်နောက်ပြီးတော့ဒီသူတို့ solution တွေမှာရှိတဲ့ pH range ကိုလည်းပေးထားရပေါ့နော်အဲ့တော့အဲ့ဒီအချက်နှစ်ချက်ကိုကြည့်ပြီးတော့မှပြောရအောင်အဲ့တော့ fertilizer ဖြစ်သုံးတဲ့အခါမှာအပင်တွေ group ဖြစ်ဖို့အတွက်သုံးတာပေါ့နော်အဲ့တော့အဲ့ခါမှာsoil pH ပေါ်မှာမူတည်ပြီးတော့မှအပင်မျိုးစားရတယ်ပြောင်းသွားတယ်ပေါ့နော် pH များလို့ရင် pH နည်းလို့ရင်မထုံးတဲ့အပင်တွေရှိတယ်အဲ့တော့အဲ့ပုံမှာမူတည်ပြီးတော့မှသူ့ရဲ့ကောင်းကျိုးဆိုးကျိုးတွေရဲ့အဲ့ဒါလေးကိုဖြည့်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီလိုလေးဖြည့်ပေးဖို့လိုပါတယ်ammonia မှာဆိုရင် contain higher percent of nitrogen than ammonium sulfate ammonium sulfate တဲ့ nitrogen percentage ပိုများတာကိုတွေ့ရတယ်ပေါ့နော် now ammonia က varies the pH of the soil and cause to kill plants နော်အဲ့တော့ soil ရဲ့ pH ကိုသူကဘာဖြစ်စေလဲဆိုပို့ပြီးတော့မှတိုးလာစီပြီးတော့မှ alkaline တွေဖြစ်လာမယ် alkaline ဖြစ်လို့ရင်အပင်တွေသိစေနိုင်တယ်ပေါ့နော်ဒါသူ့ disadvantages now ammonium sulfate ကကြတော့ it is easy for the plant to absorb သူကနှစ်ခုလုံးကရေမှာပြောပေမဲ့ဒီ ammonium sulfate ကိုတော့အပင်တွေကပို့ပြီးတော့မှ absorb လုပ်ယူဖို့အတွက်ပိုလွယ်ကူတယ်ဒါကသူ့ရဲ့advantage တစ်ခုပေါ့နော်နောက် in ammonium sulfate မှာဆိုရင်သူ့ရဲ့ pH က 2/3 of rainwater နဲ့နှီးစပ်တယ်ပေါ့နော်နှီးစပ်တဲ့အတွက်ကြောင့်မလို့ it will not alter the pH of the soil ရဲ့ pH ကိုသူကဘာလဲဆိုတော့မပြောင်းပေးနိုင်ဘူးပေါ့နော်အဲ့ဒါလေးရှိမယ်နောက်ဆုံးချက်ကတော့နှစ်ခုလုံးပေါ့လေမနော် both are soluble causing water pollution အဲ့တော့နှစ်ခုလုံးက soluble ရေမှာပျော်ဝင်လွယ်တဲ့အတွက်ကြောင့်မလို့တကယ်လို့မိုးရေတွေရွာထားတဲ့အခါမှာဒါမှမဟုတ်ရေတွေစီးသွားတဲ့အခါမှာဆိုလို့ရှိရင်ရေတွေထဲမှာပါသွားပြီးတော့မှ water pollution တွေဖြစ်စေနိုင်ပြီပေါ့နော်ဒီချက်ကလေးတွေကိုထည့်ဖြည့်ဖို့လိုပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာလည်းpast paper တွေကိုထပ်ပြီးတော့ရှင်းပြအောင်ပါမို့အကျိုးရှိရဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ပြီးပါအောင်နော် Thank you for your watching